တရားအထုတ်တယ်ဆိုတာဘာလို့တာတော့အခြေခံကြအဲ့ဒီမေခွန်းရဲ့အဖြေကိုမှန်မှန်ကန်ကန်ဖြေနိုင်ဖို့လိုမယ်နော်တရားအထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားတာပါနော်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားကိုယ်တရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တ attva တွေဟာကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်မသိကြဘူးမမြင်ကြဘူးဖြစ်နေတာကတစ်မျိုးကိုယ်ကထင်နေတာကတစ်မျိုးနော်ဘုရားယန္တာရိယသူတော်ကောင်းကြီးတို့ရဲ့အမြင်အရဘဝခန္ဓာဆိုတာဒုက္ခသစ္စာဆင်းရဲခြင်းအမှန်တရားသာဖြစ်တယ်လို့ဒီလိုဟောတာတကယ်အမှန်တရားကလည်းအဲ့ဒါပဲဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကကိုယ်ဘဝကိုယ်ခန္ဓာကိုဒါဟာဆင်းရဲကြီးဖြစ်နေတာလို့မှန်မှန်ကန်ကန်မသိနိုင်ကြသေးဘူးမမြင်နိုင်ကြသေးဘူးဘဝကဖြစ်နေတာကဒုက္ခကိုယ်ကထင်နေတာကတော့ထင်မြင်တယ်လို့ထင်နေတာဒုက္ခကိုဒုက္ခလို့မမြင်တဲ့အခါကျတော့ဒီဒုက္ခရဲ့ပုံမှာဆွဲလန်းမှုမမောမှုတွေ့တာမှုကန့်ညှိမှုဆိုတဲ့သမုဒယသစ္စာတဏှာလောဘကဖြစ်ကျင်တိုင်းဖြစ်နေတာသမုဒယသစ္စာတဏှာလောဘဖြစ်မယ်ဆိုရင်ထိုသမုဒယသစ္စာတဏှာလောဘကြောင့်ဒီဆင်းရဲတဲ့ဒုက္ခခန္ဓာတွေဆင်းရဲတဲ့သဘာဝတွေပဲထပ်ထပ်ပြီးတော့ဖြစ်နေမှာအဲ့တော့ကိုယ်ဘဝကိုယ်ခန္ဓာဟာဒုက္ခဖြစ်တယ်ဆိုတဲ့အမှန်တရားကိုသိအောင်ကြိုးစားရတယ်ဘဝဟာဒုက္ခဖြစ်တယ်လို့သိမှဒီဒုက္ခရဲ့ပုံမှာလူကျင်မှုမမောမှုရွှဲလန်းမှုဆိုတဲ့တဏှာလောဘသမုဒယသစ္စာဒုက္ခရဲ့အကြောင်းတရားတွေဟာတဖြည်းဖြည်းနဲ့နေသွားမှာဒါတရားအထုတ်တယ်ဆိုတာဘာလို့တာတော့လို့မေးရင်ကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားတာဘဝခန္ဓာဟာဒုက္ခသာဖြစ်တယ်ဆိုတာအမှန်တရားပဲဒါတက်ပို့ပြီးတော့တရားအထုတ်တာဟာဘာလို့တာလဲဆိုတဲ့မေးခွန်းကိုဒါတက်ပို့ပြီးတော့တူတူလေးဖြေရရင်တော့ဒုက္ခကိုဒုက္ခမှန်သိအောင်ကြိုးစားတာဒီလိုပြောလို့မရဘူးလားရရင်နော်ဒုက္ခကိုဒုက္ခမှန်သိအောင်ကြိုးစားဒုက္ခကိုဒုက္ခမှန်သိလို့ရှိရင်အဲ့ဒီဒုက္ခရဲ့ပုံမှာတွေ့တာမမောမှုဆွဲလန်းမှုလိုချင်မှုလောဘသမုဒယသစ္စာဒုက္ခကိုမြင်ရင်မြင်တဲ့လောက်နေသွားမှာနော်လောဘဆိုတဲ့သမုဒယသစ္စာနေရင်နေတဲ့လောက်လောဘကြောင့်ဖြစ်လာမဲ့အပူဓာတ်အလောင်ဓာတ်ဆင်းရဲတဲ့တရားတွေဟာဖြစ်တာတွေလည်းတဖြည်းဖြည်းနဲ့နေသွားဒါကြောင့်ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်တန်သိအောင်ကြိုးစားတယ်ဆိုတာဒုက္ခကိုဒုက္ခမှန်သိအောင်ကြိုးစားတာလို့ဒီလိုလည်းပြောလို့မရဘူးလားရဒီဘဝခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားတဲ့နေရာမှာအဓိကတရားဓမ္မဦးဇင်းတို့အသုံးချရမှာကဘာလဲဆိုတော့တတိရဲ့တတိနဲ့ဒီခန္ဓာရဲ့သဘာဝကိုအမှန်တိုင်းမြင်အောင်ကြိုးစားကြရတတိကတော့အဓိကနော်အဲ့ဒီတတိကလေးထက်ကဖြစ်အောင်ကြိုးစားတာကဝရိယအဲ့ဒီတတိနဲ့ဝရိယနဲ့နော်အလုံးလုံးနေပြီဆိုလို့ရှိရင်ဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိတဲ့ပညာဆိုတာဖြစ်ထွန်းလာဒါကြောင့်ဘာပဲဖြစ်နေဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတယ်လို့ဆိုတဲ့တတိတရားကိုစဉ်ဆက်မပြတ်ဖြစ်အောင်ကြိုးစားကြရအဲ့ဒါတရားအထုတ်တာပါပဲဟုတ်လားဒါအတူချုပ်ကလေးပြောပြတယ်နော်ဒါကြောင့်မြတ်စွာဘုရားကမဟာသတိပဋ္ဌာနာသုတ်တံမှာကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းသိပြီးတော့ဒုက္ခရဲ့အကြောင်းတရားလောဘဓာတ်တွေချုပ်ဆုံးသွားဖို့ဆိုပြီးတော့ခန္ဓာရဲ့သဘာဝကိုသိအောင်ကြိုးစားဖို့ဆုံးမတဲ့နေရာမှာကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာသတိပဋ္ဌာန်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်လို့သတိပဋ္ဌာန်တရားသတိထားပုံထားနည်းအပိုင်းကြီး၄ပိုင်းပိုင်းပြီးတော့မြတ်စွာဘုရားသင်ပေးတယ်အဲ့ဒီမှာဦးဇင်းတို့အတတ်ပညာတစ်ခုအသိပညာတစ်ခုသိအောင်တက်အောင်သင်တဲ့နေရာမှာလွယ်ကူရာကနေစရတဲ့သဘောတော်ရှိအောင်အဲ့ဒါမြတ်စွာဘုရားကကာယ ानु ပဒနာသတိပဋ္ဌာန်ကနေစပြီးတော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုသိအောင်ကြိုးစားတဲ့နေရာမှာအဲ့ဒီကာယယုတ်ကာယကိုအမှန်တိုင်းသိအောင်ကြိုးစားတဲ့အပိုင်းကစပြီးတော့မြတ်စွာဘုရားသင်ပေးတာအဲ့တော့ကာယ ानु ပဒနာသတိပဋ္ဌာန်ကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဣဒဘိကဝေဘိက္ခုကာယေကာယ ानु ပတိဝိဟရတိအာတာပိတမ္ပဇာနောတတိမာဝိနည်းလောကေဘိဇာဒေါမနတံတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့မိမိရဲ့ယုတ်ကာယကြီးကို
ဒါဟာယုတ်ကာယကြီးမျှပဲလို့အမှန်သိတယ်နော်ပညာတို့တတိတို့ဝရိယတို့ဥသိပြီးတော့ဒီယုတ်ကာယကြီးကိုဒါဟာယုတ်ကာယကြီးပဲလို့သိပြီးတော့နေရင်းနဲ့အဘိဇ္ဇာဒေါမနတမသိလျင်ဖြစ်နိုင်တဲ့အဘိဇ္ဇာနဲ့ဒေါမနတကိုဝါလောဘနဲ့ဒေါသကိုဝိနေယပေဖြောက်ပြီးတော့ဝိရတိနေရမယ်ဒီယုတ်ကာယကြီးကိုယုတ်ကာယကြီးမျှပဲလို့အမှန်တိုင်းသိပြီးတော့မသိရင်ဖြစ်နိုင်တဲ့လောဘနဲ့ဒေါသကိုဖယ်ခွာပြီးတော့နေရမယ်တဲ့ရိုးရိုးလေးပါတရားဓမ္မတို့ဦးဇင်းတို့တွေကဒီယုတ်ကာယကြီးနဲ့အတူနေပြီးတော့ဒီယုတ်ကာယကြီးရဲ့အကြောင်းကိုဘာမှသိတာမဟုတ်သိတဲ့အခါလဲလွယ်လွယ်မှားမှားပဲသိနေတာဒီယုတ်ကာယကြီးကိုဘယ်လိုသိတောင်ဆိုငါလို့သိတယ်ငါဥစ္စာလို့သိတယ်ဒါကအလွဲသိတယ်နော်တကယ်တမ်းကဒီယုတ်ကာယကြီးကငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဒါဘာလဲလို့မြင်ယုတ်ကာယကြီးပဲယုတ်ကာယကဖောက်ပြန်တဲ့သဘောရှိတယ်မတည်မြဲတဲ့သဘောရှိတယ်အမြဲတမ်းပြောင်းလဲနေတဲ့သဘောရှိတယ်ဒါယုတ်ကာယကြီးရဲ့သဘာဝပဲလေဒါကြောင့်အဲ့ဒီယုတ်ကာယကြီးရဲ့သဘာဝအမှန်တွေကိုအမှန်တိုင်းသိအောင်ဒီယုတ်ကာယကြီးကိုပဲပြန်ပြီးတော့ဘာလို့ရတော့သတိထားရအဲ့လိုသတိထားတဲ့လုပ်ငန်းစဉ်မှာမြတ်စွာဘုရားအာတာပိတံပဇာနောတတိမာအာတာပိပြင်းထန်တဲ့လုံလဝရိယရှိရလုံမယ်သိအောင်လုံမယ်နားလည်အောင်လုံမယ်မလျှော့ဘူးဟုတ်လားတံပဇာနာမှန်ကန်စွာသိတဲ့ဉာဏ်ပညာလည်းရှိရတတိမာတဲ့ဒလဇတ်ဒီသဘာဝတရားတွေရဲ့ပုံမှာသတိထားပြီးတော့လည်းပဲနေရမယ်တော့အဲ့ဒီကာယ ानु ပတ္တနာယုတ်ကာယရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားတဲ့အပိုင်းမှာမြတ်စွာဘုရားက14ပိုင်းတောင်ပိုင်းပြီးတော့ဒီယုတ်ကာယကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်သင်ပေးတယ်အဲ့ဒါပထမဦးဆုံးပိုင်းကပေးတဲ့လို့သိပါတယ်အာနာပါနပပဟုတ်လားအာနာပါနဝင်သက်ထွက်သက်အဲ့ဒါမိမိရဲ့ဝင်သက်ထွက်သက်ရဲ့ပုံမှာသတိထားတဲ့လုပ်ငန်းစဉ်ဒီဝင်သက်ထွက်သက်ဆိုတာကဒီယုတ်ခန္ဓာကိုယ်ကြီးရဲ့အစိအပိုင်းကြီးတစ်ခုလို့ဆိုနိုင်မို့လားနော်အစိအပိုင်းကြီးမှာအလွန်မှအခရာကြတဲ့အဓိကကြတဲ့အစိအပိုင်းကြီးပဲဒီဝင်နေတဲ့ထွက်နေတဲ့ဒီဝင်လေထွက်လေရဲ့တဘာဝကိုသိအောင်လှုပ်ခြင်းသည်ဒီခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုသိအောင်လှုပ်တဲ့နေရာမှာအလွန်မှအရေးပါတယ်ဒါကြောင့်အစကနဦးမှာမြတ်စွာဘုရားကဝင်တယ်ဆိုရင်ဝင်တယ်လို့သိထွက်တယ်ဆိုရင်ထွက်တယ်လို့သိဒီဝင်လေထွက်လေဟုတ်လားအဲ့တော့ကိုကသတိထားနေမယ်ဆိုရင်ဒီဝင်လေလေးကရှည်ရှည်လေးဝင်သွားတယ်ရှည်ရှည်လေးထွက်သွားတယ်တော့တူတူလေးဝင်လာတယ်တူတူလေးထွက်သွားတယ်ဒါကိုသိလာမယ်ဒီနေ့မှရှည်တယ်တူတယ်ဆိုတာကသူကပုံသဏ္ဍာန်ပြည့်ညက်ကြီးမြင်နေမှာဆိုရတယ်အမှန်ကရှည်တယ်တူတယ်ဆိုတာကကြာကြာဝင်လာတယ်ကြာကြာထွက်သွားတယ်ဒါကိုရှည်ရှည်ဝင်တယ်ရှည်ရှည်ထွက်တယ်လို့ပြောတာတခါလေအသက်ရှူတာကအချိန်ကာလကြာကြာလေးရှူလိုက်တယ်ကြာကြာလေးထွက်သွားတယ်တခါလေကြောက်လဲအချိန်ကာလကတူတူလေးပဲဟုတ်လားအဲ့ဒါတွေကိုပေးတဲ့ကောင်းတော့နားလေအောင်ကြိုးစားရအဲ့ဒါမြတ်စွာဘုရားတော့အသေးစိတ်ဒီဝင်လေထွက်လေရဲ့အကြောင်းကိုသိအောင်ကြိုးစားခိုင်းတော့ဒီနေ့မှာဦးဇင်းတို့ဝေဘူးစတော်ဘုရားကြီးကတော့ဒီအာနာပါနကမ္မဋ္ဌာန်းကိုစီးပန်းတဲ့နေရာမှာဝင်လေလေးဝင်တိုင်းနှာသီးပြားတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားတယ်တဲ့ထွက်လေလေးထွက်တော့လည်းပဲနှာသီးပြားတနေရာရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားတယ်အဲ့ဒီထိခိုက်ရာအရက်မှာစိတ်ဆိုင်ပြီးတော့ဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားတယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားတယ်အဲ့ဒီထိမှုသဘောလေးမှာပဲတတ်နိုင်တယ်များတတိကပ်ပြီးတော့ထားတာအဲ့ဒါဟာပေးတဲ့ကောင်းတော်တို့ဒီအာနာပါနနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံနားလည်ဖို့အတွက်အလွန်တရာမှထိရောက်တဲ့နည်းလမ်းဟုတ်လားဒါကြောင့်ဒီတရားစကားမှာတချို့ကလည်းပဲဘယ်နည်းနဲ့ဆရာတော်ကတရားပေးတာတော့ဒီလိုမျိုးမေးကြတာလည်းရှိတယ်အဲ့တော့ဦးဇင်းတို့ကတော့ရိုးရိုးပါပဲမြတ်စွာဘုရားဟောထားတဲ့မဟာသတိပဋ္ဌာန်သုတ်တန်နဲ့အညီအထုတ်ခိုင်းတာပါပဲလို့ဒီလိုပဲပြောရတာဟုတ်လားအဲ့တော့ဒီပုံမှာဦးဇင်းတို့အလုံးစုပြီးတော့ထိုင်ရတဲ့အခါမှာဝင်လေထွက်လေရဲ့တိမှုသဘောကိုပဲဒလဇတ်သိအောင်ကြိုးစားသိခြင်းတယ်တော့ဒါကအထုတ်တဲ့အလေးလာမများသေးတဲ့ပုဂ္ဂိုလ်တွေအတွက်
ဒါဥစဉ်တို့သင်ပေးတဲ့သဘောပေါ့နော်အထုတ်တဲ့အလေးလာများပြီးသားပုံကိုယ်တွေအတွက်ကတော့ကိုအထုတ်နေကြအတိုင်းအထုတ်လိုက်ဖို့ပါပဲဟုတ်လားတဝင်လေးဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်တရားကအထုတ်တတ်ဖို့ရာကဘာမှသိပြီးတော့မခက်ဘူးလို့ဦးဇင်းကထင်တယ်ဒါပေမဲ့ဒလဇတ်ဒါကိုအားဆိုင်ပြီးတော့လုံနေဖို့ကြတော့အခက်အခဲရှိပါတယ်ဟုတ်လားများသောဖြင့်ဒီကဓမ္မတို့ဦးဇင်းတို့တွေကတန်တရားတစ်လျှောက်လုံးတန်တရားတစ်လျှောက်လုံးဆိုတာသာသာထားလိုက်ပါအောင်လေဒီတဘောအလုံးဘလို့ပဲအနေလားအနေကြားလာတော့နေတာတွေကဘလို့ပဲနေခဲ့တာများတော့ဆိုတော့တတိမရှိဘဲနဲ့ဖြစ်တယ်လို့မေမေရောရောပေါ်ပေါ်ဆဆပဲနေခဲ့ကြတော့ပမာဒဆိုတဲ့မေလျော်မှုရဲ့လွှမ်းမိုးမှုကအလွန်မှအားကြီးရဲ့အဲ့တော့ကိုကဒီလိုတတိကလေးနဲ့ဝင်သက်ထွက်တဲ့ရဲ့အပေါ်မှာတိမှုရဲ့အပေါ်မှာစိတ်ကလေးစိုက်ပြီးတော့တတိလေးထားပြီးတော့နေဖို့ဆိုတော့ဟိုဘက်ကအလေးကျင့်စိုးကြီးကအကြီးအကျယ်လွှမ်းမိုးထားတာဆိုတော့တတိလေးနဲ့နေလိုက်တယ်ခဏနေတော့တတိယမရှိတော့ဟုတ်လားနေတတ်ဖို့မခက်ဘူးနေနိုင်ဖို့ခက်တယ်သဘောပေါက်ရဲ့လားဗျဒါကြောင့်နီလန်းပိုင်းဆိုင်ရာကအရန်ကြီးခက်ခဲနဲ့နေကြီးသင်ပေးနေစရာမလိုဘူးလို့ဦးဇင်းကထင်တယ်ဒါလေးနဲ့ကြကုတ်ကြခဲဆက်ပြီးတော့နေနိုင်ဖို့ပဲကြိုးစားကြရမှာအဲ့တော့ဦးဇင်းတို့ဒီကတလေတရားဟောတဲ့နေရာမှာဦးဇင်းကဘယ်လိုစဉ်းစားတော့ဆိုတော့ဒီလိုတတိနဲ့နေတဲ့နေရာမှာတတိနဲ့နေတတ်အောင်ဆိုတာကသင်ပေးဖို့အတွက်ဘာမှသိပြီးတော့အခက်အခဲကြီးအရန်ကြီးမရှိပါဘူးဟုတ်လားဒါပေမဲ့ဒီတတိလေးနဲ့နေခြင်းစိတ်ပေါက်အောင်တတိလေးနဲ့နေတဲ့နေရာမှာစွတ်သွမြဲမြဲဖြစ်အောင်သူ့ကိုတွန်းအားပေးတဲ့စကားတွေတော့အများကြီးပြောပေးဖို့လိုမယ်လို့ထင်တယ်ဟုတ်လားအော်တော့ဒီအလုပ်ကအခုလုပ်ကြည့်လေလွယ်လွယ်လေးပဲထိတာကိုအခုသိတာဆိုမသိဘူးလားသိတယ်နော်တွက်လေထိတဲ့အခါလဲသိနေဆိုရင်သိတာပဲဒါပေမဲ့ဒလဇလုံးမင်းသိနေဆိုတော့အဲ့ကြတော့လွယ်သေးလားမလွယ်တော့အဲ့တော့အဲ့လိုမျိုးဆက်ပြီးတော့တတိတွေစင်သက်မပြတ်ဖြစ်ပြီးတော့နေနိုင်အောင်ကြိုးစားတဲ့နေရာမှာတော့အခက်အခဲကရှိတယ်အဲ့ဒါကဘာတုံးဆိုတော့ကိုယ့်ရဲ့တရားတရားယုံကြည်မှုကိုယ့်ရဲ့အထုံးမှုဝရိယတရားကိုယ့်ရဲ့တတိတရားတမာရီတရားပညာတရားခွန်အား၅မျိုးမြတ်စွာဘုရားကဒါကိုဗလလို့သုံးတယ်ခွန်အားအဲ့ဒီခွန်အားတွေရှိသလောက်ပဲဒကာဓမ္မတို့ဒီလုပ်ငန်းကိုလုပ်နိုင်တယ်ဒီလုပ်ငန်းကိုဘယ်လောက်ကြာဘယ်လောက်ထိရောက်လုပ်နိုင်မလဲဆိုတာကကိုယ်မှာအဲ့ဒီတရားဝရိယတတိတမာရီပညာဆိုတဲ့ခွန်အား၅ပါးဘယ်လောက်ရှိလဲဆိုတာပေါ်မှာမူတည်တယ်ဟုတ်လားတရားဝရိယတတိတမာရီပညာရှိသလောက်ပဲဒီလုပ်ငန်းကိုလုပ်နိုင်မယ်ဆိုကြပါစို့ဦးဇင်းတို့အခုဥပမာပြောပြမယ်နော်ဒီခန္ဓာကိုယ်ကြီးနဲ့လုပ်ရမယ့်အလုပ်တွေရှိတယ်အဲ့ဒီအလုပ်တွေဟာဒီခန္ဓာကိုယ်ကြီးကခွန်အားရှိမှလုပ်နိုင်နော်ခွန်အားမရှိလို့ရှိရင်မလုပ်နိုင်နော်နာဖျားနေတယ်သူများကထူပေးမှထားမယ်အနေထားမျိုးကိုယ်လက်ကလေးကိုတော့မမြောက်နိုင်တဲ့အနေထားမျိုးနော်အဲ့လောက်ကြီးအားနေပြီးတော့ဗျာတိယောဂနှိမ့်ဆက်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဒီခန္ဓာကိုယ်ကြီးနဲ့လုပ်ရမယ့်အလုပ်တွေကိုသူဘာလုပ်နိုင်မလဲမလုပ်နိုင်ဒါကရုပ်ပိုင်းဆိုင်ရာအလုပ်ကိုပြောတာပါအခုဒကာဓမ္မတို့ဦးဇင်းတို့ဒီမှာ9ရက်တာအချိန်ယူပြီးတော့လုပ်ကြမယ့်အလုပ်ကဘာအလုပ်လဲဆိုတော့လူရင်းပြောရရင်စိတ်အလုပ်ပေါ့နော်ဒီစိတ်ဓာတ်နဲ့လုပ်ရမယ့်အလုပ်တော့စိတ်နဲ့လုပ်ရမယ့်ဒီသူတော်ကောင်းအလုပ်ကလည်းပဲခွန်အားရှိမှလုပ်လို့ရတယ်ခွန်အားမရှိရင်မလုပ်နိုင်အဲ့ဒီခွန်အားကဘာတွေတော့တတ္တဝရိယတတိတမာရိပညာခွန်အား၅မျိုးတတ္တဆိုတာဘာတော့ယုံကြည်မှုပေါ့နော်ယုံကြည်မှုဆိုတာကတော့ကျမ်းပြန်ဖြင့်ပိဿတုကသိထားပြီးသားပဲဘုရားတရားတန်ခါယတနာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်ခြင်းပေါ့မြတ်စွာဘုရားကတော့ယုံကြည်မှုကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ပြလဲဆိုတော့မြတ်စွာဘုရားရဲ့အလုံးစုံကိုသိတော်မူတဲ့သဗ္ဗညုတဉာဏ်ကိုယုံကြည်လို့ရှိရင်အဲ့ဒါယုံကြည်မှုတရားတရားပဲလို့မြတ်စွာဘုရားအလိုဟောတယ်ဒါကမြတ်စွာဘုရားရဲ့သဗ္ဗညုတဉာဏ်ကိုယုံရင်တရားတန်ခါရဲ့အည်သွေးကိုလည်းယုံကြည်ပြီးသားဖြစ်သွားတာပဲဟုတ်တယ်မို့လားကောင်းတာလုပ်ရင်ကောင်းတာလုပ်မယ်ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ကံကံရဲ့အကျိုးကိုလည်းယုံကြည်ပြီးသားဖြစ်တာတော့ဒီနေရာမှာအဓိကရှိရမယ့်ယုံကြည်မှုကကိုလုံနေတဲ့ဒီသူတော်ကောင်းအလုပ်ဟာ
အလွန်တရာမှအကျိုးကျေးဇူးများတယ်လို့သူတော်ကောင်းအလုပ်ရဲ့စွမ်းရည်တတိကိုယုံကြည်ဖို့ပဲဟုတ်ရဲ့လားဒီအလုပ်ရဲ့ကောင်းပုံမြင့်မြတ်ပုံတန်ဖိုးကြီးပုံကိုယုံကြည်ရင်ယုံကြည်တဲ့လောက်ဒီအလုပ်ကိုတရားဓမ္မတို့ဦးဇင်းတို့လုံးနိုင်မှာဟုတ်လားဒါကတရားတရားခွန်အားကအလွန်တရာမှအရေးပါတယ်အဲ့လိုပဲဦးဇင်းတို့ဝရိယတတိသမာဓိပညာခွန်အားတိုင်းမှာအရေးပါပါတယ်အခြေခံအကြဆုံးခွန်အားကတော့ဘာဖြစ်မလဲဆိုရင်ဦးဇင်းနားလေတဲ့လောက်ကတော့အဲ့ဒီတရားတရားပဲနော်ယုံနေဘလောက်ယုံလဲဘလောက်ယုံကြည်လဲနော်တချို့ကဒီလုပ်ငန်းကိုဘဝနဲ့ရင်းပြီးတော့လုပ်မယ်သေခြင်းသေပါစေလုပ်မယ်ဘာဖြစ်လုပ်မယ်တတ်တဲ့ကောင်းတဲ့အလုပ်မရှိဘူးဒီအလုပ်နဲ့လဲဖို့ဆိုရင်ဘာပဲဖြစ်ထိုက်တန်နေနော်ဒီအလုပ်တော့ဆိုရင်မစွန့်စားရဲစရာဘာမှအကြောင်းမရှိဘူးဘာတွေပဲဆုံးရှုံးသွားဒါကိုသာရမယ်ဆိုရင်အဆုံးရှုံးခံတိုက်တယ်ဟောအစရှိသဖြင့်ဒီအလုပ်ရဲ့အပေါ်မှာအကြီးအကျယ်ယုံကြည်မှုရှိတယ်ယုံကြည်မှုကတယောက်နဲ့တယောက်အနေအမြင့်အကြီးအသေးမတူနိုင်ဘူးနော်တရားယူမိုင်းများအဲ့ဒါယုံကြည်မှုရှိရင်ရှိသလောက်လုံးမှာပဲနော်ဒါကြောင့်အဲ့ဒီယုံကြည်မှုတွေထက်သန်အောင်ဒါဦးဇင်းတို့တရားစကားကိုအဓိကဥတည်ပြီးတော့ပြောကြတာနော်လုံနီးကိုင်နီးကိုပြောဖို့ကအရင်ကြီးပြောစရာမလိုဘူးလို့ဦးဇင်းထင်တယ်ဟုတ်လားထိုက်တဲ့လောက်တော့ပြောရမှာပေါ့နော်ဘယ်လိုလုပ်ဘယ်လိုကိုင်ဘယ်လိုစဉ်းစားရမယ်ဘယ်လိုတွေးရမယ်ဟုတ်လားဒါတွေကတော့လည်းပဲဦးဇင်းတို့အခါအားလျော်စွာပြောတော့မှာပါဟုတ်လားအဲ့တော့အဓိကကအဲ့ဒီခွန်အားတွေတောင့်တင်းနေဖို့အတွက်တရားစကားတွေကိုပြောကြတာအဲ့တော့အခုဦးဇင်းပြောနေပြီဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ဒါကဒီမှာထိုင်နေတဲ့အချိန်လေးမှာအာထုတ်ဖို့အတွက်ဒါဦးဇင်းတို့သင်ပြပေးတယ်ပေါ့နော်အာထုတ်တဲ့အလေးလာမများလေးတဲ့ပုံကိုယ်တွေအတွက်အလေးလာများတဲ့ပုံကိုယ်တွေအတွက်ကျန်တာတွေကိုထင်ရှားတဲ့အာယုန်တွေကိုပဲသတိထားပြီးတော့နေမယ်ခန္ဓာကိုယ်မှာတခြားထင်ရှားတဲ့သဘာဝတရားတွေရဲ့ပုံမှာပဲသတိထားပြီးတော့နေမယ်ဆိုရင်လည်းပဲဖြစ်တယ်ဘယ်လိုလုပ်ရမယ်ဒါမှဒါလို့အဲ့လိုမျိုးဦးဇင်းတို့ကန့်သတ်ထားတာမရှိဘူးသဘောပေါက်ရဲ့လားဒီခန္ဓာမှာထင်ရှားတဲ့ဘယ်သဘာဝတရားရဲ့အပေါ်မှာပဲတတိရှိနေတတိရှိနေဖို့ကအဓိကဒီစကားကိုသိချနားထောင်နော်ဒီခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့ဘယ်ယုံ nant သဘာဝတရားအပေါ်မှာမဆိုတတိရှိနေမယ်ဆိုရင်အဲ့ဒါနိမလမ်းမှာပဲဟုတ်ရဲ့လားဒါမဲ့ဒီအာနာပါနရဲ့အကြောင်းကိုပြောနေရတာကအာနာပါနဟာတမင်ရှားစရာမလိုတဲ့အာယုံသူအမြဲတမ်းရှိနေတယ်ဟုတ်လားပြီးတော့သူ့ကိုနားလည်အောင်လုပ်ရင်သူနဲ့ဆက်ဆက်နေတဲ့ကြံတဲ့နော်ဒီခန္ဓာရဲ့သဘာဝတွေကိုအများကြီးသိသွားနိုင်တယ်ပြီးရင်ဦးဇင်းတို့ဒီအာနာပါနကိုအထုတ်လို့ဒီထိမှုရဲ့ပုံမှာသတိထားနေလို့အသိဉာဏ်လေးတွေဘလို့နော်ကျေပြန့်လာတယ်ဆိုတဲ့အကြောင်းလေးနဲ့လာတယ်ဆိုတဲ့အကြောင်းလေးတွေကိုနောက်နေ့တွေမှာဦးဇင်းတို့ထိုက်တိအားလျော်စွာပြောမှာပါဟုတ်လားခုလောလောဆယ်ကတော့ဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ဒလဇက်သိနေအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိနေအောင်ကြိုးစားရမယ်ထိမှုနဲ့သိမှုနဲ့ကိုမကွဲကွာအောင်နော်တတိကိုဒလဇက်ထဲဖြစ်နေအောင်တက်နိုင်တယ်ဗျအားထုတ်ရမယ်အားထုတ်မှရမှာနော်ဒီတတိလေးစဉ်ဆက်မပြတ်ဖြစ်နေဖို့အတွက်အားထုတ်ရမယ်နော်ဝရိယမပါလို့မရအောင်ဟုတ်လားဒါပေမဲ့ဝရိယအရန်လွန်ကဲနေရင်လည်းပဲသူကပြန့်လွင့်တဲ့သဘောရှိတယ်သိမကောင်းဝရိယလျော့သွားပြီဆိုလို့ရှိရင်လည်းပဲနော်ဒီနမိတ်တာအိတ်ငိုက်တဲ့သဘောကိုရှောက်သွားမယ်တော့ဝရိယကသူကညှိယူဖို့လိုတယ်ဒါကြောင့်ဝရိယနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောတော့မလျှော့မတင်းစောင်းကြိုးညှင်းတဲ့ကဲဆိုနော်သောနာမထေကိုမြတ်စွာဘုရားဟောထားတာပြီးတဲ့ကြားဦးတယ်နော်သောနာသင်ဟာစောင်းတီကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တယောက်ပဲတဲ့စောင်းကြိုးကြီးကတိတ်တင်းနေမယ်ဆိုရင်အတန်တာလာရာထွက်နိုင်မလားတဲ့မထွက်နိုင်ဘူးတဲ့စောင်းကြိုးကြီးကတိတ်လျော့နေမယ်ဆိုရင်ကောအတန်တာလာရာထွက်နိုင်မလားတဲ့မထွက်နိုင်ဘူးတဲ့တတလေးညှိယူတဲ့ဖို့လိုတယ်ဝရိယဟုတ်လားတတိစင်စက်မပြတ်ဖြစ်နေဖို့အတွက်ဒီဝရိယလေးကအရန်ကြီးချွတ်တဲ့တန်ယုံကြကုတ်ကြခဲကြီးအဲ့လိုမျိုးထားမဲ့ဝရိယမျိုးမဟုတ်ဘူးနော်ဒီထိမှုလေးရဲ့ပုံမှာစိတ်အလိုဖြစ်တဲ့ကြောင့်နော်စိတ်ခွန်အားစိုက်ပြီးတော့ဒါရဲ့ပုံမှာကတ်ထားနိုင်ဖို့တတိကတ်ထားနိုင်ဖို့ဟုတ်ရဲ့လားဒါကဒီပုံမှာထိုင်နေတဲ့အချိန်မှာအထုတ်ကြတဲ့အနေအထားလေးပေါ့အဲ့တော့ကျန်တဲ့အချိန်တွေဘယ်လိုနေမလဲအမြဲတမ်းကြီးဘယ်သူမှထိုင်မနေနိုင်ဘူးလေဟုတ်လားတဲ့ဝေယဝိစားတွေကိုလှုပ်ပြရမယ့်အနေအထားတွေရှိတယ်
နော်စားမယ်တောင်းမယ်သွားမယ်လာမယ်ပြောမယ်ဆိုမယ်ပြောမယ်ဆိုမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောချင်သေးတယ်ဟုတ်လားစားတာတောက်တာကတော့မဖြစ်မနေစားတောက်ရမှာနော်ကျင်ကြီးကျင်ငယ်ဆိုမယ်အဝတ်စားတွေလဲမယ်ရေချိုးမယ်လမ်းလျှောက်ရမယ်ခန္ဓာကိုယ်ဣရိယာပုမျှတာဟုတ်လားအဲ့ဒီပြောမယ်ဆိုမယ်ဆိုတာကြတော့အများကြီးလျှော့စေခြင်းနော်တခါကြီးမှကြီးများဒီ9ရက်တာတရားစခန်းလေးမှာဦးဇင်းကတက်နိုင်ရင်ဝစီဘိတ်တောင်နေစေခြင်းအဲ့ဒါကတရားဓမ္မတို့အတွက်အများကြီးထိရောက်မယ်လို့ဦးဇင်းထင်ဟုတ်လားစကားမပြောဘဲနဲ့နေနိုင်ဖို့ဆိုတာကတော်တော်မလွယ်တဲ့ကိစ္စစကားကဘာလို့ပြောနေအောင်ဆိုစိတ်ထဲကမပြောပြအောင်လုပ်နေတာအတွေးတွေပြောခြင်းအဲစကားပြောခြင်းနေတယ်ဆိုတာကိုကသူ့မှာသူ့နဲ့သူမြင့်မြတ်တဲ့အာယုံပြုစရာသိမ့်မရှိဘူးလို့သူပြောနေတာနဲ့တူတူပဲဟုတ်လားကိုတရားလေးနဲ့ကိုယ့်ဟာကိုယ်အေးအေးချမ်းချမ်းလေးနေနိုင်တယ်နေနေတယ်ဆိုရင်စကားပြောလို့တဲ့စိတ်တောင်ရှိမှာမဟုတ်တော့စကားတွေဘယ်လောက်ပြောနေလဲဆိုတာကို့မှာတရားဘယ်လောက်ရှိလဲမရှိဘူးလဲဆိုတာကိုဖော်ပြနေတာနဲ့တူတူပဲလို့ထင်ဟုတ်လားဒါကြောင့်ဘုရားကအခါတလေအကုန်လုံးလိုက်ပြီးတော့ကြည်ကျင်တယ်နော်ဘုန်းကြီးကိုမြင်လို့ရှိရင်တော့ဘုန်းကြီးရှိဆိုရင်တော့တိတ်ပြောမယ်လို့မထင်လို့ဟုတ်လားအဲ့တော့အပင်ပန်းခံပြီးတော့တောင်မှရှောက်ပြီးတော့ကြည်နေခြင်းစကားမပြောပြအောင်တရားကြီးတွေမှကြီးများဟုတ်လားအဲ့တော့စကားမပြောဘဲနေဖို့ဒါဦးဇင်းတို့ဒီတရားစခန်းပွဲမှာဒီချက်နဲ့ပတ်သက်ပြီးတော့တင်းတင်းကြပ်ကြပ်လို့အဲ့ဒီအသုံးနှုန်းလေးနဲ့တောင်ပြောရင်တင်းတင်းကြပ်ကြပ်ပြောခြင်းပါစကားမပြောစေခြင်းနော်မပြောရင်မဖြစ်လို့ပြောရမယ့်စကားလေးတွေအနည်းငယ်ရှိပါတယ်အဲ့ဒါကိုတူတူတက်တာပြောလို့ရပါတယ်ဟုတ်လားဒါပေမဲ့များသောအားဖြင့်ပြောနေတာတွေကမပြောရင်မဖြစ်လို့ပြောနေရတဲ့စကားသိမရှိပါဘူးနော်အဲ့တော့ဦးဇင်းတို့ဆက်ပြီးတော့ပြောမယ်ဒီမှာထိုင်နေတဲ့အချိန်မှာတော့အာနာပါနကမ္မဋ္ဌာန်းကိုစီးပြန်ပြီးတော့ဝင်လေထွက်လေရဲ့ထိမှုသဘာဝရဲ့ပုံမှာတက်နိုင်သမျှသတိကပ်ပြီးတော့နေနိုင်အောင်ကြိုးစားကြမယ်ကျန်တဲ့အချိန်တွေမှာဘယ်လိုနေမလို့ဆိုကျန်တဲ့အချိန်တွေမှာလည်းပဲဒီခန္ဓာရဲ့ထင်ရှားတဲ့သဘာဝတွေရဲ့ပုံမှာသတိထားပြီးတော့နေရမယ်ဒါကအတူကျုပ်ပေါ့နော်ဆိုကြပါစို့ဦးဇင်းတို့သွားနေတယ်ဆိုလို့ရှိရင်သွားနေတဲ့အနေအထားရဲ့ပုံမှာသတိရှိနေရမယ်သွားတယ်ဆိုတာခြေလမ်းတစ်လမ်းပြီးတစ်လမ်းသွားတာပဲလှမ်းသွားတာပဲလေလက်တွေပြီးရမ်းနေတာလည်းရှိတာပဲလေဟုတ်လားအဲ့တော့ကိုယ့်ရဲ့ဒီလှုပ်ရှားနေတဲ့အင်္ဂါအစိတ်ပိုင်းတွေရဲ့ပုံမှာသတိထားရမယ်အဲ့လိုသတိထားလို့ရှိရင်အစာပိုင်းမှာတော့ပုံသဏ္ဍာန်ကြီးတွေခြေထောက်ဆိုရင်လည်းခြေထောက်ပုံသဏ္ဍာန်ကြီးလက်ဆိုရင်လည်းလက်ပုံသဏ္ဍာန်ကြီးခန္ဓာကိုယ်ဆိုရင်လည်းခန္ဓာကိုယ်ပုံသဏ္ဍာန်ကြီးထင်ရှားတာပေါ့နော်ဒါပေမဲ့အဲ့ဒါကလည်းပဲအစကနဦးမှာမထင်ရှားလို့မရဘူးစစရင်မှတ်မှာတော့အဲ့ဒါကြီးကအဲ့မှာတော့အဲ့ဒါတွေကမျက်စိထဲစိတ်ထဲမှာထင်ပါပဲဟုတ်လားဒါမဲ့လို့တကယ်ကိုကသတိထားလာပြီဆိုလို့ရှိရင်ဒီအမှုအရာဒီသွားနေတဲ့အနေအထားကိုသတိထားရင်းနဲ့ရုပ်ထက်သဘာဝတရားတွေကိုပရမတ္ထကြကြသိတဲ့မြင်တဲ့ဉာဏ်ကိုရနိုင်တယ်ဆိုကြပါစို့ခြေတော်ရှေ့လှမ်းလိုက်တယ်အောက်ကိုနင်းချလိုက်တယ်ဟုတ်လားနောက်တစ်ချောင်းကကြွလာတယ်ရှေ့တိုးလိုက်တယ်အောက်ကိုနင်းချလိုက်တယ်အဲ့ဒါကိုတက်နေမြတ်အသေးစိတ်တတိယကပ်ပြီးတော့လိုက်သွားအောင်နော်ဒါလိုက်သိပြီးတော့ဒီဟာပေါ်မှာဒါလိုက်အသိရှိရဒီအနေထားရဲ့ပုံအဲ့လိုဆိုရင်သူကဒီခြေထောက်ရဲ့လှုပ်ရှားမှုတွေမှာဉာဏ်ထဲမှာထင်ရှားတဲ့သဘာဝလေးတွေအဲ့ဒါဘာလို့ဆိုတော့ကြွလာပြီဆိုရင်ပေါ့လာတဲ့သဘောရှိတယ်ရှေ့လှမ်းတယ်ဆိုရင်လှုပ်တဲ့သဘောရှိတယ်အောက်ဖိချလိုက်ရင်လေးတဲ့သဘောရှိတယ်ဟုတ်လားအောက်ကမြေကြီးနဲ့ထိသွားပြီဆိုလို့ရှိရင်ကျန်းတဲ့သဘောမာတဲ့သဘောဟောဒီသဘာဝသဘောလေးတွေနော်မျက်စိနဲ့ကြည့်လို့မမြင်ရတဲ့လက်နဲ့ကင်ပြလို့မရတဲ့စိတ်နဲ့ပဲသိလို့ရတဲ့သဘောလေးတွေနော်ပရမတ္ထသဘောလေးတွေအဲ့ဒါလေးတွေကိုမလုပ်နိုင်တော့သိနိုင်တယ်သဘောပေါက်ရလားဗျအဲ့တော့တက်နိုင်တယ်များအဲ့ဒါကိုကနားလေအောင်ကြိုးစားရမှာအဲ့လိုနားလေအောင်ကြိုးစားတဲ့နေရာမှာဒီသဘာဝရဲ့ပုံမှာတက်နိုင်တယ်များဘာလို့အောင်ဆိုတတိပဲထားပြီးတော့ကနေရမှာအဲ့တော့တတိထားနေလို့ရှိရင်ဒီကိုတတိထားနေတဲ့အရာနဲ့ပတ်သက်တဲ့သိစရာတွေဟာမသိပဲမနေဘူးဟုတ်လားအဲ့တော့ကိုကဇာဝနာဝတွေကလည်းအများကြီးရှိနေတာဆိုတော့ပထမထတရားတွေကိုသိကျင်လိုက်တာနောက်ဖြစ်ချင်းပြချင်းတရားတွေကိုသိကျင်လိုက်တာအနိစ္စဆိုတာတွေကိုသိကျင်လိုက်တာသိကျင်ကြမှာပဲလေဟုတ်လားအေးသို့တော့အဲ့ဒါတွေကိုသိဖို့ကအဓိကဘာလို့ရမှာဆိုတော့
သတိထားရမှာစဉ်ဆက်မပြတ်သတိထားရနော်ဒီဖြစ်ပေါ်နေတဲ့အနေအထားကိုဘာလို့အောင်တော့စဉ်ဆက်မပြတ်သတိထားရမှာဘလို့ပဲဖြစ်ဖြစ်သတိထားရမယ့်အနေအထားကြီးပဲသတိမထားရမယ့်အနေအထားတစ်ခုမှမပါအဲ့ဒါဆိုရင်စကားကုန်းနေပြီလို့ဆိုနိုင်တယ်နော်အဲ့ဒါမြတ်စွာဘုရားတော့ဘလို့ဟောတော့နော်အာနာပါနပပပြီးတော့သောတော်ကကာယ ानु ပဒနာသတိပဋ္ဌာန်14ပိုင်းထဲမှာဣရိယာပဋ္ဌပပကိုဟောတယ်ဣရိယာပဋ္ဌဆိုတာဘာလို့သွားရထိုင်လျောင်းတိုင်းနေလဲတိုင်းနေတဲ့အနေအထားကြီးကိုပေါ်မှာသတိရှိရဟုတ်လားသွားနေရင်လည်းသွားနေတဲ့အနေအထားပေါ်မှာသတိရှိရမယ်ရက်နေရင်လည်းရက်နေတဲ့အနေအထားပေါ်မှာသတိရှိရမယ်နော်လျောင်းဆက်နေရင်လည်းလျောင်းဆက်နေတဲ့အနေအထားကြီးပေါ်မှာသတိရှိရမယ်ဘာတွေဖြစ်နေတော့အဲ့ဒီအနေအထားကဘာတွေဖြစ်နေတာတော့ဆိုတော့သတိရှိရမယ်ရိုးရိုးလေးနော်တခါကြီးဒီမှာကြီးများဟုတ်လားဆိုကြပါစို့လျောင်းဆက်နေတဲ့အနေအထားလေးတစ်ခုဦးဇင်းပြောကြည့်မယ်သူကအသက်သာဆုံးအနေအထားပဲခန္ဓာကိုယ်ကြီးကနော်အောက်ကဒီမှာရေကြီးကဆွဲအားရှိတယ်တခါဓမ္မတွေအားလုံးသိရနော်ဒီကိစ္စဟုတ်လားအဲ့တော့အကုန်လုံးကဘာဖြစ်နေတုံးဆိုတော့ငြိမ်ပြီးတော့နေတယ်ခေါင်းကနေပြီးတော့ကြောလျှောက်လက်တွေခြေထောက်တွေခြေမနှောင်းထိအကုန်လုံးအောက်ကအေးအခင်းကြီးနဲ့ဘာဖြစ်နေတော့ထိနေတယ်ကြားလာတော့ဘာဖြစ်လာအောင်ဆိုအဲ့ဒါကြီးကလေးလာတယ်အောက်ကဆွဲအားကြီးကရှိနေတာဆိုတော့ဘာဖြစ်လာတော့လေးလာတယ်အဲ့ထိမှုထဲမှာလေးလာတယ်ဆိုတာမသိနိုင်ဘူးလားအဲ့ဒီလေးလာတာကြီးကိုမျက်စိနဲ့ကြည့်လို့ရလားသူများကိုလေးတာကြီးကဒါပဲလို့ကိုင်းပြလို့ရလားဒါပေမဲ့စိတ်နဲ့တော့သိလို့မရဘူးလားရတယ်အဲ့ဒီလေးတယ်ဆိုတာအဲ့ဒါပရမတ္ထရုပ်ပရမတ္ထပဲဟုတ်လားအဲ့ဒီလေးတာထဲမှာဘာတွေရောပါနေတော့တော့ကြာကြာပုတ်တိုက်လာပြီထိလာပြီဆိုတော့ပူလာတာတွေရှိမယ်နှွေးလာတာတွေရှိမယ်ဟုတ်လားရှိမယ်နော်ကြမ်းတာတွေနှုတာတွေဒါတွေလည်းရှိမယ်ဟုတ်လားအထဲထဲမှာနော်သွေးသွားတို့ရဲ့လှုပ်ခတ်မှုတဘာဝရနော်လက်ဖြားလေးတွေခြေဖြားလေးတွေသွေးတိုးလို့လှုပ်နေတာတွေဒါတွေကိုလည်းသိနိုင်တယ်ဟောအဲ့ဘာတွေလဲလို့မေးရင်ဓာတိခန္ဓာမှာတကယ်ဖြစ်နေတဲ့အမှန်တရားပဲလေဟုတ်လားအဲ့ဒါကိုကိုယ်ကဘာလုပ်အောင်တော့သတိထားရမှာအဲ့လိုသတိထားနေတဲ့အချိန်မှာဒါဟာငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးနောက်ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်နေတဲ့ဖောက်ပြန်တဲ့ရုပ်တဘာဝအစုအဝေးကြီးပဲအဲ့ဒါကိုနံတရားကအမိပြုပြီးတော့အခုသိတဲ့လို့ကိုနံတရားကလုံနေတာဩပုဂ္ဂိုလ်တ attva ဆိုတဲ့အမြင်ပြောက်ပြီးတော့ယုံနံမြတာရှိတယ်ဆိုတဲ့အမြင်သတိထားနေခြင်းအပြင်ရနိုင်တယ်နော်သဘောပေါက်ရလားဗျအေးအဲ့လိုပဲဦးဇင်းတို့ထိုင်းနေတယ်သွားနေတယ်ရက်နေတယ်လျောင်းနေတယ်ကြံတဲ့ပြောပြလို့ခက်တဲ့အနေအထားလေးတွေလည်းအများကြီးရှိမယ်ဆိုကြောင့်လို့ပလက်ကလေးထိုင်ပေါ်ထိုင်နေတဲ့အနေအထားမျိုးဟုတ်လားကရင်ပေါ်မှာခြေထောင်တစ်ချောင်းချပြီးတော့ထိုင်နေတဲ့အနေအထားမျိုးနန်းရံကိုမှီပြီးတော့နေနေတဲ့အနေအထားမျိုးအနေအထားတွေအမျိုးမျိုးမရှိနိုင်ဘူးလားရှိနိုင်တယ်ဘယ်လိုအနေအထားပဲဖြစ်ဖြစ်အနေအထားကအဓိကလားအဲ့ဒီအနေအထားမှာဖြစ်ပေါ်နေတဲ့တကယ်သဘာဝတရားကိုသိနေဖို့ကအဓိကလားဆိုတာလေကိုယ်ပြပြနားလည်ဖို့လိုတယ်ဟုတ်လားအဓိကကတော့ဒီဖြစ်ပေါ်နေတဲ့သဘာဝတရားကိုသတိထားနေဖို့ပဲဟုတ်လားဒါပေမဲ့မြတ်စွာဘုရားကတော့နားလည်လွယ်အောင်နော်ဟောရတာနဲ့ဟောရတာပေါ့နော်သွားနေရင်လည်းသွားနေတယ်လို့သိပါရက်နေရင်လည်းရက်နေတယ်လို့သိပါထိုင်နေရင်လည်းထိုင်နေတယ်လို့သိပါလျောင်းဆက်နေရင်လည်းလျောင်းဆက်နေတယ်လို့သိပါလို့ဟောတာပေါ့ဟုတ်လားအဲ့တော့အဲ့လိုသိသွားတဲ့အခါမှာဒီခန္ဓာထဲမှာနော်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့အနေအထားတွေကိုသတိထားတဲ့အနေအထားစိတ်လာတာနဲ့အမျှကိုယ်ပိုင်ဉာဏ်နဲ့သိလာပါလိမ့်မယ်ဟုတ်လားအဲ့တော့ကိုယ်တကယ်ကြိုးစားမှာကဘာလဲလို့မေးရင်ထပ်ခါပြောနေမဲ့စကားတစ်ခုကဒီတရားစကားမှာထပ်ခါပြောနေမဲ့စကားတစ်ခုကဘာပဲဖြစ်ဖြစ်သတိထားနေပါအဲ့ဒါရဲ့ပေါ်မှာဒါပဲပြောနေမှာပါပဲဟုတ်လားအဲ့ဒါလိုသတိထားနေရင်သားနေတယ်လို့အဲ့ဒီအရင်နည်းကိုဒကာဓမ္မတို့စိုက်ထုတ်နိုင်ရင်စိုက်ထုတ်နိုင်တယ်လို့အသိဉာဏ်ပညာဆိုတဲ့အကျိုးရလဒ်ကိုသေချာပေါက်ရပါလိမ့်မယ်ဟုတ်လားအေးဒါကဦးဇင်းတို့ထိုင်နေတဲ့အချိန်ကလွဲလို့ကျန်တဲ့အချိန်တွေမှာဘယ်လိုလေးကြိုးစားမလဲဆိုတာလေးကိုပြောပြတယ်ဟုတ်လားဒါကတစ်ပိုင်းပေါ့နော်နောက်ပြီးတော့ဦးဇင်းတို့စားတာတောက်တာတွေရှိမယ်ရေချိုးတာတွေပါတွေရှိမယ်ကျင်ကြီးကျင်ငယ်စွန့်တာတွေပါတွေရှိမယ်ဟုတ်လားအဲ့ဒီလိုအနေအထားမျိုးမှာအဲ့ဒီဖြစ်ပေါ်နေတဲ့အနေအထားပုံစံလေးအတိုင်းဘာလို့ရမလို့အသိရှိရမယ်သတိထားပြီးတော့နေရမယ်အဲ့ဒါကိုကျတော့မြတ်စွာဘုရားဘယ်လိုဟောတော့နော်တမ္ပဇင်ညာပါပါတဲ့တတိယပိုင်းဘာဟောပြတော့ဆိုတော့ရှစ်တက်တယ်နောက်ဆုတ်တယ်တဲ့ကြည့်တယ်တစောင်းကြည့်တယ်ငုံတယ်မော့တယ်ကိုွေးတယ်ဆန့်တယ်ဟုတ်လား
စားတောက်တွေကိုယုံငယ်စားတောက်တယ်အဝတ်စားတွေကိုဝတ်စားဆင်ရင်တယ်ကျင်ကြီးကျင်ငယ်ဆွန့်တယ်အိတ်တယ်နိုးတယ်ပြောတယ်ဆိုတယ်တိတ်တိတ်နေတယ်ဟောအဲ့ဒီဖြစ်ပေါ်နေတဲ့အနေအထားမျိုးစုံကိုတမ္ပဇာနာကာရီဟောတိတိလျက်နဲ့ပြုရမယ်တဲ့အဲ့ဒါကြောင့်အဲ့လိုလေးဟောတယ်ဘလို့အနေအထားလေးပဲဖြစ်ဖြစ်ဘလို့စိတ်ကလေးနဲ့လုပ်ရမှာတော့တိလျက်နဲ့လုပ်ရမယ်အဲ့ဒီလုပ်နေတဲ့အနေအထားလေးကိုတိပြီးတော့လုပ်ရမယ်တဲ့ညာသောဖြင့်တရားဓမ္မဦးဇင်းတို့ကအဲ့ဒီအတိမပါဘူးနော်လှုပ်ခြင်းမြေတိုင်းလှုပ်တယ်တောင်တွေးမြောက်တွေးတွေးရင်းနဲ့လှုပ်တယ်တောင်ကြံမြောက်ကြံကြံနဲ့လှုပ်တယ်လှုပ်နေတာကဒီလှုပ်ဒီခါလေးစိတ်ကဒီထဲမှာမရှိဘူးနည်းနည်းတော့စိတ်ဆိုင်လိုက်တာနဲ့အလုတ်ကလည်းဖြစ်နေတာဆိုတော့ဒီခါလေးဒီဟာလှုပ်တာလှုပ်နေတာစိတ်ကဓာတ်ရဲ့အကြောင်းဘာမှမသိဘူးဟုတ်ရဲ့လားအဲ့လိုမျိုးမဖြစ်စေဘဲနဲ့လှုပ်နေတဲ့အနေအထားနဲ့ဒီအနေအထားကိုသိတဲ့သဘာဝကလေးဖြစ်ပေါ်နေအောင်ကြိုးစားရဟုတ်ရဲ့လားဒါကကျန်တဲ့အချိန်တွေမှာဒီလိုဘလို့အားထုတ်ရမလဲဆိုတာဒါမျိုးဆိုဘုရားအတိအကျဟောထားတာပဲလေဒါဦးဇင်းတို့မှာဘာမှဒီလိုနေဒီလိုထိုင်လို့ကိုယ်ပိုင်ဉာဏ်နဲ့တရားဓမ္မတို့ကိုပြောဆိုဆုံးမစရာစကားတစ်လုံးမှမရှိပါဘူးဟုတ်လားဒါမျိုးဆိုဘုရားဟောပြထားတာကြီးပဲအကုန်လုံးဒါကိုပဲတက်နိုင်တယ်များခေတ်လူငယ်တွေအနေနဲ့ဆိုရင်တော့နားလည်နိုင်တဲ့ဝါဒလေးတွေနဲ့ကြောင်းပြီးတော့သုံးမိတာလေးတွေတော့ရှိတာပေါ့နော်ဒါကြောင့်ထိုင်နေတဲ့အချိန်မှာတော့ဘယ်လိုလုပ်မလို့ဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်ကြိုးစားမယ်ဒါလေးကိုတကယ်ကိုဝရိယထက်ထက်တန်တန်နဲ့လုပ်ရမယ်ပေါ့နော်ကျန်တဲ့အချိန်တွေမှာတော့ဘယ်လိုလုပ်မလို့ခန္ဓာရဲ့ထင်ရှားဖြစ်ပေါ်နေတဲ့အနေအထားမျိုးစုံရဲ့ပုံမှာတတိရှိနေအောင်ကြိုးစားရမယ်ဟုတ်လားနောက်တစ်ချက်ဦးဇင်းတို့ရှုထောင့်တစ်မျိုးကနေပြီးတော့ပြောအောင်မယ်အဲ့ဒါကဘာလဲဆိုတော့သတိပဋ္ဌာန်တရား၄ပါးထဲမှာတော့ဓမ္မနုပဒနာသတိပဋ္ဌာန်ထဲမှာအကျုံးဝင်မယ်ပေါ့နော်အဲ့ဒါကဘာတုံးဆိုတော့ဒကာမတို့ဦးရင်တို့တားမယစီးမယဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားရမှာအဲ့ဒါဘာတုံးတားမယစီးမယဖြစ်နေတာတွေကနော်မျက်လုံးကဖွင့်ထားတယ်ဘေးမှာလည်းအယောင်တွေကရှိနေတယ်အဲ့ဒီတော့ဘာတုံးအလင်းရောင်ကလည်းရှိနေမယ်ကိုယ်ကလည်းအာယုံပြုမိမယ်ဆိုရင်မြင်တယ်ဆိုတဲ့သဘာဝတွေကဖြစ်မှာနော်ဟုတ်တယ်မဟုတ်လားကိုမြင်ခြင်းဒီဖြစ်စေမမြင်ခြင်းဒီဖြစ်စေမြင်တဲ့အကြောင်းရှိနေရင်တော့မြင်ရမှာပဲဗျာဟုတ်လားမြင်ပြီးကမှဟာမကြိုက်ဘူးကွာစိတ်ပြက်လိုက်တာဆိုတာတွေလည်းဖြစ်ရတာပဲဟုတ်လားဘလို့ပဲဖြစ်နေမြင်ခြင်းဒီဖြစ်စေမမြင်ခြင်းဒီဖြစ်စေမြင်တဲ့အကြောင်းရှိရင်မြင်ရလိမ့်မယ်တားမရစီမရဟိုကြားတဲ့အကြောင်းရှိရင်လည်းဘာလို့အောင်တော့ကြားရအောင်မယ်အဲ့ဒီကြားရတဲ့ကိစ္စကတော်တော်သတိထားတဲ့အကောင်းတဲ့ကိစ္စအောင်ဆိုမျက်စိကမှမမြင်ရင်ပိတ်ထားလို့ရတယ်ကိုယ်အခန်းလေးတဲ့ကိုယ့်ကိုနေရင်တော်တော်လေးသက်သာဒီနားဆိုတာကြီးကပိတ်ထားဖို့ကမခက်ဘူးလားခက်တယ်နော်အတန်နေရာတဲ့သူလာခြင်းတဲ့နေရာကလာခြင်းတို့လာနေတာဟုတ်လားအဲ့တော့ဒီကြားတယ်ဆိုတာကြီးကရောတားမရစီးမရဖြစ်မနေဘူးလားဖြစ်နေတယ်ဒါလည်းသဘာဝတရားတွေပဲနော်ဒါလည်းသဘာဝတရားတွေသိအောင်သတိထားရမယ်သဘာဝတရားတွေပဲနောက်ပြီးတော့အနံ့ရတယ်ဆိုတဲ့သဘာဝတရားဒါကတော့မြင်ချင်းကြားချင်းလောက်ရုပ်တန်လောက်တော့သူကသိပြီးတော့မကျေပြန်ဘူးလို့ထင်ပါတယ်ဟုတ်လားအနံ့တွဲနေတာကအနံ့ကဘာနဲ့တွဲလဲဆိုတော့အရသာနဲ့တွဲတယ်ပေါ့နော်အနံ့အရသာဟုတ်တယ်မဟုတ်လားနော်အနံ့များနှာခေါင်းကပြည့်နေလို့အနံ့မခံနိုင်ဘူးဆိုလို့ရှိရင်အရသာတွေကလည်းအရသာမရှိသလိုမျိုးဖြစ်တာတွေရှိတယ်ဟုတ်လားအနံ့နဲ့အရသာကတွဲတယ်နော်အရှင်းနဲ့အတန်နဲ့ကလည်းတွဲတတ်တယ်ဟုတ်လားကိုကျိုးတို့ DVD ဘာတွေကြည့်ပြီဆိုရင်အရှင်းနဲ့အတန်နဲ့တွဲတယ်အတန်ပြောက်သွားပြီဆိုရင်တော်တော်ကြီးအရသာပြတ်သွားတယ်နော်တရေကားတွေဘာတွေကြည့်မယ်ဆိုရင်အတန်မပါရင်ဘာမှကြောက်စရာမကောင်းတော့ဟုတ်တယ်မဟုတ်လားအဲ့လိုပဲဦးဇင်းတို့ဓမင်းတွေဘာတွေစားပြီးတောက်ပြီးဆိုလို့ရှိရင်နှာခေါင်းပိတ်နေရင်အရသာတော်တော်ပြတ်တယ်ဒါမှမဟုတ်တူးတော်တွေဘာတွေနမ်းမယ်ဆိုရင်အရသာမှာဘာမှလာမထိခိုက်ပါဘဲနဲ့အဲ့ဒီအနှံ့ကြီးကြောင့်မို့လို့ဘာဖြစ်တော့စားရတာသိချင်မဖြစ်ဘူးအဲ့တော့ပြောနေတာကဘာတော့အချင်းအတန်အနံ့အရသာဟုတ်လားပြီးတော့ဘာလာအောင်မတော့အလွန်အဖြစ်များတဲ့အတွေ့အထိပေါ့နော်ဗရဇတ်တွေ့ထိမှုဟာဖြစ်နေတာတော့အခုဆိုရင်ဒကာကြီးများဒကမကြီးများထိုင်ရတာနော်မိနစ်40လောက်ရှိပြီဆိုတော့ခန္ဓာကိုယ်ရဲ့ဝိတ်ရဲ့ဖိအားပါဟုတ်လားဝိတ်ရဲ့ဖိအားကိုအောက်ကခြေထောက်တစ်ချောင်းကကြံ့ကြံ့ခံနေဟုတ်လားထိတာကြီးကတော်တော်ကြီးကိုမထင်ရှားဘူးလားတင်ရှားရနော်ပူနေတာမျိုးကျင်းနေတာမျိုးနော်မျက်စိနဲ့ကြည့်လို့မမြင်ရတဲ့လက်နဲ့ကင်ပြလို့မရတဲ့တော့ခံစားချက်တွေဟုတ်လားခန္ဓာကိုယ်ထဲမှာခြေထောက်မှာဖြစ်မနေဘူးလားဖြစ်နေတယ်ဟုတ်လားအဲ့တော့ဒီထိမှုသဘောကတော့တရဇက်ပေးဗျာသူကတော့အင်ကြီးနဲ့သားနဲ့ထိနေတာရှိမယ်ကိုယ့်ရဲ့အင်္ဂါစိတ်ပိုင်းချင်းချင်းထိနေတာတွေရှိမယ်ဟုတ်လားအမျိုးမျိုးပေါ်လေသူကလည်းပဲသတိထားတတ်မယ်ဆိုလို့ရှိရင်တကူလုံးမှာနော်လေနဲ့ဒီမျက်နာနဲ့ထိနေတာတွေနောက်ဆုံး
တကယ်ကိုကသတိထားတဲ့အပိုင်းမှာကျွမ်းကျင်တယ်ဆိုလို့ရှိရင်နော်ဒီလက်ကလေးတွေထဲမှာနော်သွေးလေးတွေသွားနေတာမျိုးဟုတ်လားလက်ထိတ်ကလေးတွေဆိုရင်သူကတိနိုင်တယ်လက်အောက်ချထားတယ်ဆိုရင်တော့အရန်ပို့ပြီးတော့သူကထင်ရှားတယ်ဘယ်မှဟိုလာပြီးတော့ထိတာမဟုတ်ဘဲနဲ့ဒီထဲမှာဖြစ်နေတဲ့ထိမှုသဘောကိုသိလို့မရဘူးလားရတယ်သတိထားကြည့်ရင်သိနိုင်တယ်နော်ဒါကြောင့်ကိုယ့်ရဲ့မျက်နှာကိုကြည့်မယ်ဆိုရင်ထိမှုနဲ့ပဲသူကမျက်နှာအနေထားကိုပုံဖော်လို့ရတာဟုတ်တကယ်တမ်းကဟုတ်တယ်မဟုတ်လားသတိထားမိလားဦးဇင်းခုပြောလိုက်တဲ့စကားလုံးလေးကိုဒီထိမှုသဘောလေးတွေနဲ့ပဲပုံဖော်လိုက်တာပေါ့နော်မျက်တောင်လေးတွေခတ်တာရှိမယ်ဟုတ်လားအများကြီးပါပဲအသေးစိတ်လေးတွေပြောမယ်ဆိုရင်မကုန်နိုင်အောင်များတယ်အဲ့ဒါပါတော့သိရမယ်သတိထားရမယ်သဘာဝဟုတ်လားအေးနောက်ဆုံးဦးဇင်းတို့အရာအကျယ်ဆုံးအရာကဘာဖြစ်မလို့အတွေးတွေဟုတ်လားနောက်ပါလေတော့အတွေးတွေအဲ့ဒီအတွေးတွေကိုလည်းသိဖို့လိုတယ်နော်သူ့ကိုကြတော့စိတ္တ ानु ပဒနာသတိပဋ္ဌာန်လို့မြတ်စွာဘုရားအဲ့လိုဟောတာလည်းရှိတယ်ဓမ္မ ानु ပဒနာသတိပဋ္ဌာန်ထဲမှာထည့်ပြီးတော့ဟောတာတွေလည်းရှိတယ်ဟောအဲ့ဒါလူငယ်တွေနားလည်အောင်ပြောရရင်တော့စိတ်ထဲမှာစကားပြောနေတာနော်ဘယ်ထဲမှာစကားပြောနေတာစိတ်ထဲမှာစကားပြောနေတာနော်တွတ်နဲ့ပြောနေတာစိတ်ထဲမှာစူးညံနေအောင်ပြောနေတာဘယ်တော့မှတိတ်တယ်လို့မရှိဘူးအဲ့ဒါဘာတွေဖြစ်နေအောင်အတွေးတွေဟုတ်လားအဲ့ဒါတွေကိုလည်းဘာလို့ရမှာတော့သတိထားရမယ်အဲ့ဒါဦးဇင်းအခုပြောလိုက်တာ6အုပ်စုပဲမြင်ခြင်းကြားခြင်းနားရှုခြင်းစားတော့ခြင်းတွေးထိခြင်းတွေးကြံခြင်းဟုတ်လားမြင်ကြားနာစားထိတွေးအဲ့ဒီရှုတော့ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲအလွန်ပြည့်စုံတယ်လို့မဆိုနိုင်ဘူးလားဒီ6အုပ်စုကလွဲလို့ဘာဖြစ်နေတာရှိသေးတော့အာမမရှိတော့ဟုတ်တယ်မို့လားစဉ်းစားကြည့်နော်မျက်စိနာနာလျာကိုယ်ရှိဓာရ6ပါးတကား6ပေါက်နဲ့တိဆောက်ထားတဲ့ဒီခန္ဓာအိမ်ကြီးဟုတ်လားပြင်ဘက်ကရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဓမ္မယုံအာယုံ6ပါးဟုတ်လားသူ့တော်တာသူ့အာယုံတိုက်တိုင်းနော်မြင်ကြားနာစားထိတွေးဆိုတဲ့ဝိညာဏတတ်တွေဖြစ်လာဟုတ်လားဒါခန္ဓာကိုယ်ကြီးကဒီသဘာဝတရားတွေကသူ့အကြောင်းကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာပဲလေငါရဲ့အခန်းကဏ္ဍလည်းမပါဘူးသူရဲ့အခန်းကဏ္ဍလည်းမပါဘူးသူဖြစ်เสียအကြောင်းတွေရှိလို့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေအဲ့ဒါတွေကိုလည်းဘာလို့ရမှာတုံးဆိုတော့ဘာလို့ရမှာတော့သတိထားရမယ်သူတို့ကိုလည်းပဲသတိထားရမယ်ဟုတ်ရဲ့လားသူကအရန်ကျေပြန့်တယ်နော်တော့စောစောကတရားဓမ္မတို့ဦးရှင်တို့တော့ဝင်လေထွက်လေကိုသိတာဣရိယာပုတ်၄ပါးနေထားတွေကိုသိတာအသေးစိတ်အမူအရာလေးတွေကိုသိတာအဲ့ဒါတွေကိုဦးရှင်တို့အတူချုပ်ပြောမယ်ဆိုဘယ်ထဲမှာပါအောင်ဆိုရင်ဒီထိမှုကိုသိတဲ့အားထဲမှာမပါဘူးလားပါတယ်နော်ထိတာကိုသိတဲ့နေပယ်ထဲမှာမပါဘူးလားပါတယ်အေးအဲ့တော့တကယ်တမ်းလူတွေအာထုတ်ဖြစ်တာအများဆုံးကဘာလဲလို့မေးရင်အဲ့ဒါကိုအာထုတ်ဖြစ်တာအများဆုံးပါပဲဒီမြင်တာတွေကြားတာတွေကိုမှတ်တဲ့လူသတိထားတဲ့လူကအလွန်နည်းတယ်အမှန်ကအဲ့ဒါတွေပုံမှာလဲဘာလို့ဖို့လို့တော့သတိထားဖို့လိုတယ်သူတို့လည်းဖြစ်နေတာပဲလေသူတို့ကိုသတိမထားရင်လည်းပဲသူတို့နဲ့ပတ်သက်ပြီးတော့ကိလေသာတရားအကုသိုလ်တရားကဖြစ်နိုင်တာပဲသူတို့ကိုသတိထားမယ်ဆိုရင်သူတို့ရဲ့ပုံမှာမမကန်ကန်နားလေတဲ့ပညာကိုရပြီးတော့လွတ်မြောက်မှုချမ်းသာကိုရနိုင်တာပဲဟုတ်ရဲ့လားအေးဒါကြောင့်တမင်စားနေရင်လည်းပဲအရသာတွေထင်ရှားနေရင်အဲ့ဒါတွေကိုမလုပ်အောင်တော့သတိထားရမယ်အဲ့ဒါသတိထားခြင်းရဲ့အဓိကရည်ရွယ်ချက်ကမှန်မှန်ကန်ကန်သိဖို့ပဲနောက်လူငယ်တွေသေချာနားထောင်တော့အခုတရားထုတ်တယ်ဆိုတာကိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်ကြိုးစားတာမှန်မှန်ကန်ကန်သိအောင်မလို့ကြိုးစားအောင်ဆိုသတိထားတဲ့နည်းနဲ့ကြိုးစားရတာအဲ့တော့သတိထားတယ်ဆိုတာရဲ့အဓိကရည်ရွယ်ချက်ကဘာလဲတော့မှန်မှန်ကန်ကန်သိဖို့ဒီခန္ဓာရဲ့သဘာဝကြီးကိုမှန်မှန်ကန်ကန်သိဖို့ဟုတ်ရဲ့လားအဲ့တော့ဒီခန္ဓာရဲ့သဘာဝကြီးကဘာလို့မေးရင်ဘာတွေပဲဖြစ်လာတီးနေတာမြင်နေတာတခုမှမရှိဘူးဆိုတာဒီခန္ဓာကြီးရဲ့သဘာဝပဲဟုတ်ရဲ့လားဒါကနည်းနည်းလေးဦးဇင်းကအဆင့်ကျော်ပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တမ်းကပုဂ္ဂိုလ်တ attva ဇောမဟုတ်ဘူးဓမ္မသဘာဝတွေပဲဖြစ်ပေါ်နေတာဆိုတာဒါဒီခန္ဓာကိုယ်ကြီးရဲ့သဘာဝဟုတ်လားပြီးရင်ဒီသဘာဝတရားတွေကလည်းပဲဘယ်ရာကဖန်ဆင်းထားလို့မှဖြစ်တာမဟုတ်ဘူးနော်မြမကြီးတွေကဖန်ဆင်းထားလို့ဖြစ်တာလည်းမဟုတ်ဘူးအကြောင်းမဲ့ဖြစ်နေတာလည်းမဟုတ်ဘူးဖြစ်เสียအကြောင်းတရားတွေရှိလို့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝအစဉ်တန်းလို့ဒီလိုတွေလည်းနားလည်လာမယ်ပေါ့နော်အဲ့လိုတွေနားလည်မှုတွေများလာပြီးတဲ့နောက်မှာတတိကိုကစင်ဆက်မပြတ်ထားမယ်ဆိုလို့ရှိရင်ဒီခန္ဓာမှာဘယ်လိုသဘာဝတရားတွေပဲဖြစ်လာနော်အပေါ်ယံကတော့သူတို့တွေဟာတစ်ခုနဲ့တစ်ခုမတူညီကြဘူးဖြစ်ပေါ်နေတဲ့သဘာဝတရားတွေဟာဒါပေမဲ့ဖြစ်ပေါ်နေတဲ့သဘာဝတရားအားလုံးရဲ့တူညီစွာနော်ဖြစ်ပေါ်နေတဲ့လက္ခဏာကတော့ဘာလဲဆိုတော့အနိစ္စဆိုတဲ့မတည်မြဲတဲ့လက္ခဏာနော်ရုပ်ဖြစ်ပေါ်လာလဲမတည်မြဲဘူးဆိုတဲ့
နံဖြစ်ပေါ်လာလည်းမတည်မြဲဘူးဆိုတဲ့အနေစာဟုတ်လားချမ်းသာတယ်ဆိုရင်လည်းပဲအပေါ်ယံကြည့်ရင်ချမ်းသာတယ်နော်ဆင်းရဲတယ်ဆိုရင်လည်းအပေါ်ယံကြည့်ရင်ဆင်းရဲတယ်ပေါ့ဒါပေမဲ့ဆင်းရဲခြင်းချမ်းသာခြင်းမှာတူညီတဲ့လက္ခဏာကဘာလို့ဆင်းရဲလည်းပဲအနေစာချမ်းသာလည်းပဲအနေစာအဲ့တော့ဒါလေးကိုလည်းဦးဇင်းကနည်းနည်းလေးအခုတလက်စရဲပိဿတို့ကိုနားလည်စေခြင်းတယ်ဒီယုံနာနေရဲ့အတီးအတီးသူတို့ရဲ့လက္ခဏာလေးတွေရှိတယ်နော်အဲ့ဒါကိုဦးဇင်းတို့ဝိသေသလက္ခဏာလို့ဒီလိုပြောတယ်ဒါကြောင့်မလို့ရုပ်ဆိုရင်ဖောက်ပြန်တယ်နာမ်ဆိုရင်အာယုံကိုသိတယ်အကျဉ်းမြင့်ပေါ့နော်အဲ့တော့ဦးဇင်းတို့နာမ်မှာလည်းပဲဝေဒနာဆိုရင်ခံစားတယ်သင်္ညာဆိုရင်မှတ်သားတယ်ဝေဒနာမှာလည်းပဲဒုက္ခဆိုရင်ချမ်းသာတယ်ဒုက္ခဆိုရင်ဆင်းရဲတယ်တော့တစ်ခုနဲ့တစ်ခုတူသလားမတူဘူးနော်အတီးအတီးလက္ခဏာလေးတွေမရှိဘူးလားရှိတယ်ဒါသူတို့ရဲ့ပင်ကိုလက္ခဏာလေးတွေပေါ်ရင်ကြည့်ရင်ဒါသူတို့ရဲ့ပင်ကိုလက္ခဏာလေးတွေကိုရင်စတွေးရမှာသတိထားပါများလို့ရှိရင်ဟုတ်လားနောက်ဦးဇင်းတို့ဒီသတိကိုစဉ်ဆက်မပြတ်ထားမယ်ဆိုလို့ရှိရင်သူတို့ရဲ့ပင်ကိုလက္ခဏာလေးတွေသိယုံနေမကဘဲနဲ့သူတို့အားလုံးနဲ့သက်ဆိုင်တဲ့သူတို့အားလုံးမှာတူညီစွာရှိနေတဲ့သူတို့ရဲ့လက္ခဏာတွေကိုသိနိုင်တယ်သူတို့အားလုံးမှာတူညီစွာရှိနေတဲ့လက္ခဏာကိုဘာပြောတော့ဆိုတော့နော်တာမင်ညလက္ခဏာလို့ပြောတယ်နော်တာမင်ညလက္ခဏာဆိုတာသူတို့အားလုံးရဲ့မတည်မြဲတဲ့သဘာဝမတည်မြဲတာကြတော့မတူဘူးလားတူတယ်နော်ရုပ်လည်းပဲမတည်မြဲဘူးနာမ်လည်းပဲမတည်မြဲဘူးနာမ်ထဲမှာလည်းပဲဝေဒနာလည်းမတည်မြဲဘူးသင်ညာလည်းမတည်မြဲဘူးဝေဒနာထဲမှာလည်းပဲဒုက္ခလည်းမတည်မြဲဘူးဒုက္ခလည်းမတည်မြဲဘူးဟောကွဲပြားတဲ့လက္ခဏာတွေကိုသိဖို့လိုသလိုတူညီတဲ့လက္ခဏာတွေကိုသိဖို့မလိုဘူးလားလိုတယ်နော်တူညီတဲ့လက္ခဏာဆိုတာဘာပြောတာတော့အနေစာဒုက္ခအနတ္တဟုတ်ရဲ့လားအဲ့ဒီလက္ခဏာတွေကိုတတိထားနေခြင်းအပြင်မလုပ်နိုင်တော့သိနိုင်တယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တကယ်ဝါယမဆိုင်ပြီးတော့လုပ်ရမယ့်အလုပ်ကဘာလဲလို့မေးရင်ဘာပဲဖြစ်နေတဲ့သဘာဝတရားကိုအပိုးအလိုမလုပ်ဖဲနဲ့ဖြည့်ရွှက်ချက်တွေမလုပ်ဖဲနဲ့နှုတ်ပယ်ချက်တွေမလုပ်ဖဲနဲ့တတိလေးထားပြီးတော့မှန်မှန်ကန်ကန်အဲ့ဒါကိုဒလဇတ်သိနေနိုင်အောင်ကြိုးစားရနားလည်ရလားဗျအေးဒါလူငယ်လေးတွေနော်တရားအထုတ်တဲ့အနေအထားနဲ့နေသေးတဲ့ပုံကိုယ်တွေအတွက်ရည်ရွယ်ပြီးတော့ဦးဇင်းတို့ပြောတာပါဟုတ်လားအဲ့တော့ဘာပဲဖြစ်နေဘာလို့ရမလို့တတိထားပြီးတော့နေရမယ်အဲ့လိုဆိုရင်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့မတူညီတဲ့လက္ခဏာတွေကိုလည်းသိနိုင်တယ်တူညီတဲ့လက္ခဏာတွေကိုလည်းဆက်ပြီးတော့မသိနိုင်ဘူးလားသိနိုင်နော်ဥပမာဒီမတူညီတဲ့လက္ခဏာဆိုတာလေးကိုအရင်ဥပမာတစ်ခုပြောမယ်ဆိုကြပါစို့အခုဒီနားမှာထိုင်နေတဲ့လူတွေတယောက်မှမတူကြဘူးနော်ယောက်ျားလေးတွေမိန်းကလေးတွေမတူဘူးနော်လူကြီးတွေလူငယ်တွေဟုတ်လားမတူကွဲပြားတဲ့အချက်တွေကိုပြောမှဆိုရင်ကုန်နိုင်ပွဲရမရှိဘူးပညာတတ်တယ်ပညာမတတ်ဘူးပစ္စည်းရှိတယ်မရှိဘူးရုပ်ချောတယ်မချောဘူးအသက်ကြီးတယ်မကြီးဘူးအများကြီးပါပဲဟုတ်လားမတူညီကြဘူးပေါ့နော်ဒါကတော့ဒီမတူညီမှုကတော့သိဖို့အတွက်ရမ်းခက်ခဲမရှိပါဘူးမြင်တာနဲ့သိလိုက်တယ်ဒါယောက်ျားပဲဒါမိန်းမပဲဒါလူကြီးပဲဒါလူငယ်ပဲမတူညီမှုကိုသိဖို့ကရမ်းကြီးအခက်ခဲမရှိဘူးနော်အဲ့ဒီမတူညီသောဒီလူတွေအားလုံးမှာတူညီနေတဲ့အချက်ရှိတယ်အဲ့ဒါကဘာလဲအနေစာဆိုတဲ့သဘောဥမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ရုပ်တဏ္ဍသဘာဝတရားရဲ့အရှုဝေးများတာဖြစ်တယ်ဆိုတဲ့အချက်မတူညီဘူးလားတူညီတယ်တော့အနေစာဖြစ်နေတယ်ဆိုတဲ့အချက်မတူညီဘူးလားတူညီနေတယ်ဒီလိုနဲ့ပဲပျက်စီးခြင်းစီကိုရှုပြီးတော့သွားနေကြတယ်တစ်ချိန်ကျတော့လည်းပဲအကုန်လုံးပျက်စီးသွားကြမယ်ဒါကြတော့မတူဘူးလားတူတယ်အဲ့တော့ဦးဇင်းတို့ဒါဒီချက်လေးကိုဒါဥမာဦးဇင်းကပြောတာပါအဲ့တော့မတူညီတာကိုသိဖို့နဲ့တူညီတာကိုသိဖို့ဘယ်ဟာကပို့ပြီးတော့ပညာသားပါဖို့လိုတယ်တူညီတာကိုသိဖို့ကပို့ပြီးတော့ပညာသားပါဖို့လိုတယ်နော်လူတွေကများသောအားဖြင့်ဘယ်ရာပဲဖြစ်သိတဲ့နေရာမှာမတူညီတာလေးတွေကိုပဲသူတို့သိတာကိုကျွမ်းကျင်တယ်လူမြင်လိုက်ရင်သူတို့ဘာပဲညာပဲမတူညီတာတွေပဲသူတို့သိကြတယ်အဲ့မတူညီတာတွေကိုသိပြီးတော့နည်းနည်းတဲ့ပညာကိုရတယ်လို့မဆိုနိုင်ဟုတ်လားတူညီမှုကိုသိဖို့မလိုဘူးလားလိုတယ်ဒါဥမာပြောတာအဲ့လိုပဲကိုယ်ခန္ဓာမှာရုပ်တဏ္ဍသဘာဝတရားတွေနဲ့တည်ဆောက်ထားတာဒါကိုကအမှန်တိုင်းသိအောင်သတိထားပြီးတော့ဝိရိယနဲ့ကြိုးစားတဲ့နေရာမှာပထမဥစွာမတူညီတာတွေကိုအရင်သိရမယ်ဒါဟုတ်ပါတယ်နော်ရုပ်ရဲ့သဘာဝနာမ်ရဲ့သဘာဝဘယ်တူမလို့ဟုတ်လားနာမ်တရားထဲမှာလဲဝေဒနာရဲ့သဘာဝသင်ညာရဲ့သဘာဝဘယ်တူမလို့ဒုက္ခဝေဒနာဒုက္ခဝေဒနာဘယ်တူမလို့ဟုတ်လားမတူတာတွေကိုအရင်တွေ့မယ်ပေါ့နော်ရုပ်ဆိုရင်လဲပထဝီနဲ့အာဘောနဲ့သဘာဝချင်းတူမလားမတူဘူးဘယ်တူမလို့ဟုတ်လားဒါပေမဲ့လို့အဲ့ဒါတွေကိုကိုကသတိထားပါများလာပြီဆိုလို့ရှိရင်အဲ့ဒီမတူညီသောသဘာဝတရားတို့ရဲ့အနိစ္စဖြစ်သွားတဲ့တူညီတဲ့သဘာဝကိုမသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒါကိုသိအောင်မလုပ်အောင်တော့သတိထားရတာဒါကရှေ့ဆက်ပြီးတော့
တတိထားခြင်းအပြင်ဖြစ်ပေါ်နိုင်တဲ့အနေအထားလေးတွေကိုဦးဇင်းကကြိုတင်ပြီးတော့ပြောပြရမှာဟုတ်လားအဲ့တော့ကိုယ်တကယ်ကြိုးစားရမှာကဘာလဲလို့မေးရင်တတိထားတဲ့နော်အလေးအကျင့်ကိုခိုင်မြဲအောင်အားထုတ်ရဒါကိုပဲတတိပဋ္ဌာန်ဟုတ်လားတတိဆိုတဲ့ခန္ဓာရဲ့သဘာဝကိုအောက်မေ့နေတဲ့သဘောလေးကိုနော်ပဋ္ဌာနခိုင်မြဲနေအောင်ကြိုးစားနော်တတိပဋ္ဌာန်ဆိုတာမိမိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာအောက်မေ့အမှတ်ရနေတဲ့တတိတရားလေးကိုခိုင်မြဲအောင်တီးနေအောင်ကြိုးစားတာပို့ပြီးတော့နားလည်အောင်ပြောရရင်တော့တတိပြီးတတိတတိပြီးတတိတတိပြီးတတိဖြစ်နေအောင်လုပ်နေတာပဲဟုတ်လားအဲ့လိုဆက်ပြီးတော့လုံနိုင်ဖို့ဆိုတာကြတော့စောစောကပြောခဲ့ပြီနော်တရားတရားဆိုတဲ့ခွန်အားတွေတောင့်တင်းဖို့မလိုဘူးလားနော်ဘယ်လောက်လုံနိုင်မလဲဆိုတာဘယ်လောက်ယုံကြည်မှုရှိလဲဆိုတာမူတည်တာဟုတ်လားဒါကြောင့်ဦးဇင်းတို့တရားစကားတွေပြောတဲ့နေရာမှာလုံနည်းကိုင်းနည်းကိုအဓိကပြောတာထက်ဒါကတော့ဒီနေ့ကတော့ဘယ်လိုလေးလုပ်ရမယ်ဆိုတာလေးကတော့မပြောမဖြစ်လို့ပြောရတာပေါ့ဟုတ်လားလုံနည်းကိုင်းနည်းတွေကိုပြောရတာထက်လှုပ်ခြင်းကိုင်းခြင်းစိတ်ပေါက်အောင်လှုပ်တဲ့နေရာမှာတွေ့နေတဲ့အခက်အခဲတွေကိုကြော်လွှားနိုင်အောင်ဒါတွေကိုအဓိကဦးစားပေးပြီးတော့ပြောဖို့မလိုဘူးလားလိုရနော်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဏီကုံးကျုပ်ဘာပြောချင်တော့ဆိုတော့ခုဒီ9ရက်တာတရားစခန်းရုံးပိရလည်းမဟုတ်ဘူးဆိုတော့ဦးဇင်းကလူ50လောက်ပြင်မရှိပါဘူးလို့အဲ့လိုထင်းနေတာအဲ့တော့အများကြီးလာကြတာတွေ့တော့စိတ်ထဲမှာတော်တော်လေးဝမ်းသာတယ်ပေါ့နော်စီစဉ်ရတဲ့လူတွေကတော့နည်းနည်းခက်တာပေါ့ဟုတ်လားနေစရာကတိတ်ပြီးတော့မပြည့်စုံလူတွေကများနေတော့ခက်တာပေါ့ဒါပေမဲ့ဦးဇင်းစိတ်တွေကဘယ်လိုတွေးပြီးတော့ဆိုတော့တရားအထုတ်ခြင်းစိတ်ပေါက်ဖို့ဆိုတာတော်တော်ခက်ခဲတဲ့ကိစ္စလွယ်တဲ့ကိစ္စမဟုတ်ဒါကကိုချင်းစာပါတယ်ဟုတ်လားတရားအထုတ်ခြင်းစိတ်ပေါက်ဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စဒါဦးဇင်းကကိုစဉ်းစားပြီးတော့ပြောတာပါဟုတ်လားအဲ့တော့ဒီအထုတ်ခြင်းစိတ်ကလေးခက်ရခဲစစ်နော်အလွန်ဖြစ်ထောင်ဖြစ်ခဲလေးဖြစ်လာတဲ့အနေအထားလေးမှာကိုကဒါလေးကိုမပြည့်စည်စေခြင်းဘူးပေါ့နော်လှုပ်သွားစေခြင်းလည်းပေါ့ဟုတ်လားအဲ့တော့ဒီတရားစခန်းကိုတရားဓမ္မတို့ဒါဦးဇင်းကယုံကြည်ပြီးသားမြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ရောက်လာကြတာနော်တကယ်ကိုသွားပြီးတော့လုံးမယ်ဆိုတာဟုတ်လားအဲ့ဒီရည်ရွယ်ချက်လေးကိုအထမြောက်ဖို့အတွက်ဒါဦးဇင်းတို့ကပံ့ပိုးပေးနေတာပေါ့နော်ပံ့ပိုးပေးနေတာကဘယ်လိုတုံးဆိုတော့အခက်အခဲဆိုတာကလုပ်ပြီးဆိုမှသိရမှာကိုဟုတ်လားအဲ့တော့အခက်အခဲဆိုတာအကျဉ်းများဖြင့်ပေးတဲ့တို့ဒါနှစ်ပိုင်းဦးဇင်းကမြင်ပါတယ်ပြင်ဘက်ကတွေးရတဲ့အခက်အခဲရဲ့အတွင်းကဖြစ်နေတဲ့အခက်အခဲရဲ့ပြင်ဘက်ကဘာတွေတွေးနိုင်တော့ပြင်ဘက်ကအခက်အခဲကတော့နေရထိုင်ရတာအဆင်ပြေမှုမပြေမှုမပြောရဆိုရဆက်ဆံရတာအဆင်ပြေမှုမပြေမှုစားတော့ရတာအဆင်ပြေမှုမပြေမှုဒါတွေကတော့အထိုက်လျောက်အခက်အခဲမရှိနိုင်ဘူးလားရှိနိုင်တယ်နော်အကုန်လုံးကိုယ်စိတ်တိုင်းကြကြည့်ဒီမှာအရန်သင်းဖြစ်ဖို့ဆိုတာကတော့မလွယ်ဘူးပေါ့ဟုတ်လားအဲ့တော့တကယ်တမ်းကပြင်ဘက်ကအခက်အခဲဆိုတာကအတွင်းကကိုကနှလုံးသွင်းတတ်လို့ရှိရင်ကြော်လွှားနိုင်ပါလေအဲ့တော့ခက်နေတာကဘာလို့ဆိုကိုယ့်ရဲ့အတွင်းမှာဖြစ်နေတဲ့အခက်အခဲပေါ့ဟုတ်လားအဲ့ဒါကဘာလို့ဆိုတော့ယုံကြည်မှုတရားတရားတွေကြာဆင်းသွားတာမျိုးနဝရိယတွေကြာဆင်းသွားတာမျိုးအမျိုးမျိုးပေါ့လေအမျိုးမျိုးသောအကြောင်းတရားကြောင့်ဒီအလုပ်ကိုခရီးတွင်အောင်မလုံးနိုင်တဲ့အနေအထားဟုတ်လားအဲ့ဒါမျိုးလေးတွေကိုဦးဇင်းတို့ကမဖြစ်စေခြင်းဘူးပေါ့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့တရားဝရိယတတိသမารိပညာခွန်အားတွေကိုမြင့်တင်ပြီးတော့ငါမြင့်မြတ်တဲ့ရည်ရွယ်ခြင်းနဲ့လာတာတမြင့်မြတ်တဲ့ငါလာတဲ့ရည်ရွယ်ခြင်းနဲ့ကိုက်ညီအောင်ငါလုံးဝဖြစ်မယ်ဆိုတာလေးကိုဖြစ်စေခြင်းတာဟုတ်လားအဲ့လိုကြိုးစားတဲ့နေရာမှာတခုသတိပေးခြင်းတာကတရားဓမ္မတို့အခုလူကျင်နဲ့ရကျင်တဲ့အရာကြီးကတန်ဖိုးအကြီးဆုံးအရာကြီးဖြစ်နေတယ်တန်ဖိုးအကြီးဆုံးအရာကြီးကိုလိုချင်နေတာနော်တန်ဖိုးအကြီးဆုံးအရာကြီးဆိုတော့ဘာကိုပြောရတော့သူတော်ကောင်းတရားကိုသိတဲ့အသိဉာဏ်မဉ္ဇဉ်ဖိုးဉာဏ်ဒါနောက်ဆုံးအဲ့ဒီထိမျောလင်းချက်မျောမှန်းချက်ရည်ရွယ်ချက်ရှိရမှာဟုတ်လားအဲ့တော့ကိုလိုချင်တာကဘာတော့တန်ဖိုးအကြီးဆုံးအရာကြီးဖြစ်နေတာအဲ့တော့တန်ဖိုးအကြီးဆုံးအမြင့်မြတ်ဆုံးအရာကြီးကိုပုံတော်ကြောပေါ့ရောနဲ့တော့မရနိုင်ဘူးဆိုတာလေးကိုတော့နားလည်ထားရဟုတ်လားအဲ့တော့တန်ဖိုးအကြီးဆုံးအရာကြီးကိုရရင်လည်းဆိုရင်တော့ကိုယ့်ဘက်ကလည်းပဲစွမ်းအားတတိကိုအတက်နိုင်ဆုံးစိုက်ထုတ်ရမနိုင်ဝန်ထားမယ်လို့မဆိုလို့ဘူးဒါပေမဲ့လျှော့ပြီးတော့မထမ်းစီခြင်းဟုတ်လားဘောပေါက်လာဦးချင်းပြောတာကို့မှာရှိတဲ့အစွမ်းကတော့အကုန်ထုတ်စေခြင်းနော်ကို့မှာရှိတဲ့အစွမ်းမလုပ်ခြင်းတယ်ဘာလို့စေခြင်းလဲထုတ်စေခြင်းတယ်တယောက်နဲ့တယောက်တော့အစွမ်းကမတူဘူးပေါ့နော်တချို့ကဝရိယရန်ထက်တဲ့တချို့ကသိပါမရှိဘူးဒါပေမဲ့ဘလို့ပဲရှိပါနည်းနည်းများရှိတာလေးကိုတော့အကုန်ထုတ်စေခြင်းတယ်ဟုတ်လားထုတ်တဲ့အလေးထားရှိလာမယ်ဆိုလို့ချင်းနောက်များမလာပြီဘူးလားအစာတွေအစာရှိပါရဲ့နဲ့ကိုမထုတ်ဘူးဆိုရင်တော့အဲ့ဒါတော်တော်ခက်တယ်ဟုတ်လားဒါကြောင့်ရှိတဲ့အစွမ်းစားတွေကိုအကုန်ထုတ်ပြီးတော့ကြိုးစားစေခြင်းအဲ့လိုကြိုးစားတဲ့နေရာမှာစဉ်းစားပုံစဉ်းစားနည်းလေးတွေကိုဒါဦးဇင်းတို့ကပြောပြတာပါဟုတ်လား
ဒီ9ရက်ကတော့ဘလို့နေထားပဲဖြစ်ဖြစ်တရပြီးတရတနာရီပြီးတနာရီတစ်ချက်ချင်းနဲ့ကုန်သွားမှာပဲလေဟုတ်လားဒီ9ရက်အတွင်းတော့ဘယ်သူမှလည်းပဲအိမ်ကိုပြင်မလိုက်တာဆိုတော့ပြန်ပြေးမဲ့လူမပါတော့ပါဘူးဟုတ်လားအဲ့တော့ပြောရင်ကဒီ9ရက်ကတော့ဒီမှာနေရတော့မယ်လောက်ရတော့မယ်ဟုတ်လားအဲ့တော့အဲ့ဒီလောက်ရမယ်ဒီအနေထားလေးမှာဘာပဲဖြစ်ဖြစ်တစ်ချိန်မှပြန်တွေးလို့ရှိရင်တော့ဩငါထိထိရောက်ရောက်အင်တိုက်အားတိုက်ငါရှိတဲ့အားအကုန်ဆိုင်ပြီးတော့လှုပ်ခဲ့တာပဲတာဝန်ကြီးတယ်ဆိုတဲ့အနေနဲ့ကျင့်နှမှုလေးရသိခြင်းနဲ့ဘောကိုအနေထားလေးကိုပြန်တွေးပြီးဟုတ်လားကိုကရော့ရဲဖြစ်သလိုဓာတ်တက်ပူပြီးတော့လုံနိုင်ပါလေခင်နဲ့လှုပ်ရှင်တဲ့လောက်လေးပဲလှုပ်ခဲ့တယ်လုံနိုင်တဲ့လောက်မလှုပ်ခဲ့ဘူးဆိုရင်ကိုကျင့်နှပ်ပါမလားပြောရင်းနဲ့စကားလုံးကရလာတာဟုတ်လားလှုပ်ရှင်တဲ့လောက်ကလေးလှုပ်တာမျိုးမဖြစ်သေးချင်ဘူးလုံနိုင်တဲ့လောက်လှုပ်စေခြင်းဘယ်လောက်လုံနိုင်လဲဆိုတာခံမှန်းလို့မရဘူးနော်တယောက်နဲ့တယောက်ဟုတ်လားကိုတောင်မှတခါတလေမထင်ဘူးဟာဒီလောက်လုံနိုင်သွားပါလားလို့ဟောလှုပ်ရင်းနဲ့လုံနိုင်သွားတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်ပြောရင်အဲ့ဒါပဲတော့အစသာရာတွေးပြီးတော့အကောင်းဆုံးဖြစ်အောင်လှုပ်စေခြင်းတယ်အဲ့တော့ဒီနေရာမှာလှုပ်ရမယ့်လောက်ကလည်းပဲတကယ်ကိုအားကိုရတဲ့ကိစ္စကြီးဒီကိစ္စဘယ်သူမှကူပါဦးညီပါဦးကသိပြီးတော့ပြောလို့ရတာမဟုတ်ဒါဦးဇင်းတို့အခုပြောနေတာကအကောင်းဆုံးကူညီနေတာပဲဟုတ်လားဒါကြောင့်ဦးဇင်းကမနေ့ခင်းမှာနာရီဝက်လောက်တရားဟောမယ်နော်ညနေဆောင်လေးမှာဦးဇင်းလေးနာရီဝက်လောက်တရားဟောမယ်ဟုတ်လားည6နာရီမှာတနာရီလောက်ဦးဇင်းတရားဟောမယ်နော်တရက်ကိုတရားနာချိန်2နာရီလောက်ထားတယ်ပေါ့နော်အဲ့ဒီဟာလေးတွေကဒကာဓမ္မတို့လှုပ်တဲ့လုပ်ငန်းမှာနောက်တက်နိုင်တယ်မြခွန်အားဖြစ်ပါစေအားဖြစ်ပါစေလမ်းကြောင်းတည့်ပါစေဆိုတဲ့အဲ့လိုမျိုးခွန်အားဖြစ်စေတဲ့မတိမ်မဆောင်းစေမဲ့နော်အနေအထားမျိုးကိုရအောင်အထောက်အကူပြုမဲ့စကားမျိုးလေးတွေကိုပဲဦးဇင်းတို့တက်နိုင်တယ်မြပြောသွားမယ်ပေါ့ဟုတ်လားအဲ့တော့အခုဒါကစစချင်းပြောရတာဆိုတော့နည်းနည်းတောင်အချိန်ကကြာသွားပြီတနာရီနီးရှိတော့နော်45မိနစ်ကျော်ရှိသွားဦးဇင်းတရားစကားပြောနေဟုတ်လားအဲ့တော့ပြောခြင်းတဲ့အဓိကအကြောင်းအရာကဘာတုံးဆိုတော့နော်ကိုလိုချင်တဲ့မြင့်မြတ်တဲ့အရာကိုရဖို့အတွက်တော့ရော့ရဲရဲလေးနဲ့တော့ရမှာမဟုတ်ဘူးဆိုတာလေးကိုသတိထားစေခြင်းဟုတ်လားအဲ့တော့အဲ့ဒီမဲ့ဉဏ်ဘုံဉဏ်ဆိုတာကိုမရဘူးဆိုရင်တော့နော်ဒီ9ရက်အတွင်းမှာဘယ်အချိန်မှာဘာတွေရမယ်ဆိုတာလဲဘလို့မှပြောလို့ရတဲ့ကိစ္စမဟုတ်ပါဘူးဒါကဟုတ်လားအဲ့တော့ဦးဇင်းပြောချင်တာကအဲ့ဒါတွေရတာမရတာထက်နော်ကိုလုံးနိုင်တဲ့လောက်လှုပ်ပြီးတော့ကိုယ့်ရဲ့စွမ်းအားကိုထုတ်လိုက်ရတဲ့ဆိုရင်ကိုပဲအများကြီးကျင့်တတ်စရာမကောင်းဘူးလားကောင်းတယ်အဲ့ဒါမျိုးလေးကိုရသိချင်တာပါဦးဇင်းကဟုတ်လားအဲ့တော့မဉ္ဇဉ်ဘုံဉဏ်တွေရသွားအောင်အားထုတ်နိုင်မယ်ဆိုရင်လည်းဒါအတိုင်းထက်အလွန်ဦးဇင်းတို့ကဒါဝမ်းသာမှာဗောဒါတွေရတယ်မရဘူးဆိုတာလည်းသိဖို့ကလည်းပဲဒါပတ်ဝန်းကျင်လူတယောက်အနေနဲ့သိဖို့ဆိုတာလည်းဘယ်လိုမှမလွယ်ပါဘူးဟုတ်လားသို့တော်မြတ်စွာဘုရားကတော့သူပေးထားတဲ့နိလန်းအတိုင်းအားထုတ်မယ်ဆိုရင်မဉ္ဇဉ်ဘုံဉဏ်ရလိမ့်မယ်လို့ဒီလိုအမကန်ချက်ရေးရဲနဲ့ဟောမသွားဘူးလားဟောသွားတယ်ဒါကြောင့်ဒီ9ရက်အတွင်းမှာတော့တကယ်ကိုစူးစိုက်ဆိုင်လို့မဉ္ဇဉ်ဘုံဉဏ်မရဘူးလို့လည်းပဲမပြောနိုင်ဘူးပေါ့နော်တကယ်ပါရမီလည်းရှိမယ်တကယ်လည်းအားထုတ်တယ်ဆိုရင်လည်းပဲအဲ့ဒီလူအတွက်စားကျင်လည်းရနိုင်သွားတာပေါ့ဘယ်ပြောလို့ရမှာဟုတ်တယ်မို့လားဒါကရတယ်မရဘူးဆိုတာဘေးကလူကသိဖို့ဆိုတာဘယ်လိုမှမလွယ်ပါဟုတ်လားအဲ့တော့ဦးဇင်းပြောချင်တာကအဲ့ဒီအထိရည်ရွယ်ချက်ထားရမယ်ရည်မှန်းချက်ရှိရမယ်ဒါပေမဲ့အဲ့ဒါရတာမရတာထက်လုံးနိုင်တဲ့လောက်လုံးမယ်သွားနိုင်တဲ့လောက်သွားနိုင်မယ်ဆိုတာလေးကိုအဓိကထားစေခြင်းသဘောပေါက်လားဦးဇင်းပြောတာဒါကြောင့်အဲ့ဒါလို့ဆိုရင်ကိုယ့်ကိုယ်ကိုလည်းအများကြီးကျင့်တတ်မှုရမယ်ပေါ့နော်ဒါကြောင့်ကျန်တဲ့နေ့တွေမှာလည်းပဲဒါဦးဇင်းတို့ထိုက်တဲ့စိတ်ခွန်အားကိုဖြစ်စေမဲ့တော့တရားစကားလေးတွေဒါပြောမှာပါဟုတ်လားအဲ့ဒါအခုဒီကနေ့တော့ဒါပထမဦးဆုံးနေ့အနေနဲ့တော့ဒီလောက်ပဲနော်ပြောတာတွေအကုန်လုံးပြန်ပြီးတော့နှိမ့်ချုပ်ကြည့်မယ်နော်တရားထိုင်နေတော့မှဝင်လေထွက်လေထိမှုရဲ့ပုံမှာတက်နိုင်တယ်မြတ်သတိထားပြီးတော့နေတဲ့အလေးချင်းကိုကြိုးစားကြမယ်ပေါ့နော်ဒီပုံမှာဓမ္မမဟုတ်ရင်လည်းပဲကိုကျွမ်းကျင်ထားတဲ့ဒီပြင်မြတ်စွာဘုရားရဲ့ဒေသနာတွေနဲ့အညီအထုတ်တဲ့နိလန်းတွေကိုတော့ခန္ဓာကိုယ်ပေါ်မှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာသတိထားတဲ့နော်နိလန်းနေနဲ့ကြိုးစားမယ်ဆိုရင်လည်းကြိုးစားလို့ရတယ်ဟုတ်ရဲ့လားကျန်တဲ့အချိန်ဒီမှာဘာလို့ရမလို့ဘယ်လိုသဘာဝတရားပဲဖြစ်ဖြစ်ဒီခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာတက်နိုင်နေမြဘာလို့ရမလို့သတိထားပြီးတော့နေရမယ်ဟုတ်ရဲ့လားအဲ့ဒါကိုပဲတက်နိုင်နေမြကြိုးစားရမယ်အဲ့လိုကြိုးစားတဲ့နေရာမှာအတင်းကျပ်ဆုံးပြောချင်တာကဘာလဲဟုတ်တယ်နော်အတင်းအကျပ်ဆုံးပဲအဲ့ဒါတော့ကျန်တာကိုသိပြီးတော့ဦးဇင်းတို့ကိုယ့်ကိုယ်သတိလေးထားနေရင်ပြီးတာပါပဲဟုတ်လားဒါပေမဲ့အဲ့ဒီစကားပြောတဲ့ကိစ္စကြီးက
နော်ကိုလည်းပဲအည်သွေးကြသွားစေသလိုကိုယ့်ရဲ့တကားတန်တွေကြောင့်ဘေးကလူတွေကိုလည်းပဲအနှောင့်အယှက်ဖြစ်စေတယ်ဟုတ်တယ်မဟုတ်လားစကားပြောလိုက်ပြီဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့တွေကရှင်းကြသေးတာမဟုတ်ပြောလိုက်တာနဲ့ဒါအတန်မဲလို့သိပြီးတော့လုံနိုင်မှာမဟုတ်ဘူးဒါဖြစ်ဖြစ်ပဲအတန်မဲလို့လုံနိုင်မှာမဟုတ်ပြောလိုက်ရင်ဘာလို့တော့ကြားလိုက်တာနဲ့ဒါပါလေလို့အဓိပ္ပာယ်ကိုတန်းဖော်မှာနော်အဓိပ္ပာယ်ဖော်တာနဲ့ကြိုက်ရင်လောဘဖြစ်မယ်မကြိုက်ရင်ဒေါသဖြစ်မယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ကိုယ့်ရဲ့စကားတန်ကြောင့်သူများကိုလောဘဒေါသမောဟဖြစ်เสียအကြောင်းတရားမဖန်တီးသင့်ဘူးလို့ဒါကိုပြောခြင်းဟုတ်ရဲ့လားအဲ့လောက်ထိတွေးသိနေတာဟုတ်လားကိုယ်စကားပြောလို့ကိုယ့်အတွက်ထိခိုက်တာတော့ဒါတော့ကိုယ်တိုင်နဲ့ကိုယ်ကံကိုယ်အသုံးမကျလို့ကိုယ်ခံရတာသိဝန်းနေကြမရှိဟုတ်လားဒါပေမဲ့ကိုယ်စကားပြောလို့သူများထိခိုက်ရတာတော့မကောင်းဘူးနော်အေးဒါကြောင့်အဲ့ဒါလေးကိုတော့ဦးဇင်းကတင်းတင်းကြပ်ကြပ်ပြောခြင်းပါတယ်ဟုတ်လားဒါကြောင့်စကားတော့မပြောစီခြင်းဘူးနော်အေးကျန်တာတွေကတော့ဘေးတပေါင်းတော်ပေါင်းတို့ချမ်းချမ်းသာသာပေါ့ပါပါနော်အထုတ်လို့ရတယ်နော်ထိုင်ဖို့အရန်ခက်တယ်ဆိုရင်ဟိုမှာကလထိုင်နေပေါ်မှာထိုင်လို့ရတယ်နော်အဓိကဒီခန္ဓာကိုယ်ရဲ့ပေါ်မှာတတိဘလောက်ထားနိုင်မလဲဆိုတာကိုအဓိကနော်လိုလားတဲ့စိတ်နဲ့လုပ်ရမယ်ဆိုကြပါစို့ဒီတထိုင်အတွင်းမှာငါတတိပေါင်းအကျိန်ဘယ်နှပေါင်းထားမလဲဆိုတာမျိုးပေါ့ဒါကဦးဇင်းတို့ကလေးတွေအတွက်အရေးအတွက်လေးနဲ့ပြောရင်ပို့ပြီးတော့ထင်ရှားအောင်ပြောပြတာပါဟုတ်ရဲ့လားအဲ့လိုတတိထားတဲ့နေရာမှာလည်းပဲတက်နိုင်တယ်မြတ်ဘလောက်စူးစူးဆိုင်ဆိုင်ရှိမလဲဟုတ်လားနော်အကျိန်ဘလောက်များများတတိထားမလဲတတိမထားတဲ့အချိန်မှာတတိကလွတ်သွားမှာပဲလေအဲ့တော့လွတ်နေတဲ့အချိန်နဲ့တတိထားတဲ့အချိန်နဲ့ဘယ်ဟာတွေကများမလဲဒါမျိုးတွေကိုရှင်းစေခြင်းတော့ပေါ့ရဲ့လားအေးအဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းတို့ကတော့ဒီကနေ့ဒါလုပ်ပေးတရားဆိုလဲဟုတ်ပါတယ်နော်ဘယ်လိုနေရမယ်ထိုင်ရမယ်ဆိုတာတော့ဦးဇင်းတို့အများကြီးမပြောရအောင်နော်အဲ့ဒါတော့နောက်နေ့ကျတော့ဦးဇင်းတို့ပြောပါမယ်ဟုတ်လားဘယ်ချိန်ထိုင်ရမယ်ဘယ်ချိန်တရားနာရမယ်ဆိုတာဟုတ်လားအခုဦးဇင်းတို့ကြားပြီးလို့ရှိရင်တနာရီလောက်နားပြီးတော့နောက်၈နာရီလောက်မှာတရားတစ်ချိန်ထိုင်နော်9နာရီထိထိုင်ပြီးအဲ့ဒါဒီနေ့အတွက်ကတော့ပြီးပြီပေါ့ဟုတ်လားအဲ့တော့မနေ့ကိုဘယ်ချိန်ထားကြမလဲဆိုတာအလုံးသိမယ်လို့ထင်ပါတယ်နော်အဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းတော်အောင်တို့ဒီရိပ်သာမှာဒီစခန်းပွဲမှာနော်အပေါ်ယံအရှင်မပြေမှုလေးတွေရှိနိုင်ပါတယ်ဟုတ်လားစားရတာတောက်ရတာနေရတာထိုင်ရတာတော့ဒါတွေကိုသီးခံမှုဆိုတဲ့ခန္တီတရားနဲ့ကြော်လွှားနိုင်ရမယ်နားလည်မှုဆိုတဲ့ပညာတရားနဲ့ကြော်လွှားနိုင်အောင်ကြိုးစားရမယ်ဟုတ်ရဲ့လားသဘောထားကြီးမှုဆိုတဲ့မြင့်မြတ်မှုနဲ့လည်းပဲကြော်လွှားနိုင်အောင်ကြိုးစားရမယ်အဓိကကိုလုံးမယ်ဆိုတဲ့အလုပ်ကလေးကိုလှုပ်ဖြစ်ဖို့ရတာအဓိကလို့အဲ့လိုလေးတွေးသိချင်တာဟုတ်လားနော်အပေါ်ယံအရှင်မပြေမှုလေးတွေကကိုယ့်အလုပ်ကိုအနှောင့်အယှက်မဖြစ်စေသင့်ဘူးပေါ့နော်ကိုယ့်အလုပ်ကိုအနှောင့်အယှက်မဖြစ်စေသင့်ဘူးအဲ့ဒါကိုယ့်ပေါ်မှာပဲမူတည်တာပါဟုတ်လားဆိုရပါစို့ဒီလေထဲမှာတောင်းနေတဲ့ရေထဲမှာခန္ဓာကိုယ်ကိုထိခိုက်စေတဲ့ယောဂဘုတွေအများကြီးရှိတာပဲလေဟုတ်လားဒါပေမဲ့ကိုယ်ကအားကောင်းနေတယ်ဆိုရင်အဲ့ဒါကိုယ်တည်းသိပြဿနာမရှိဘူးပေါ့ကိုယ်ကအားညံ့နေပဲဆိုရင်တော့ဝင်လာတဲ့အရာတိုင်းကကိုယ်အတွက်အန္တရာယ်ပဲဦးလည်းအခုပြောလိုက်တဲ့ဥမာလေးကိုနားလည်မယ်ထင်ပါတယ်နော်ဟုတ်လားတွေ့ကြုံနေရတဲ့ဒီအခြေအနေတွေကတော့ရွာတွေလည်းကိုပြောင်းလဲလို့မရဘူးလေတွေ့နေတာပဲဟုတ်လားအေးသို့တော့ကိုတက်နိုင်တာကဒီတွေ့ကြုံနေတဲ့အခြေအနေတွေရဲ့ပုံမှာကိုဘယ်လိုမှန်မှန်ကန်ကန်တုံ့ပြန်မလဲဆိုတာလေးဟုတ်လားဒါကြောင့်တွေ့ကြုံနေရတဲ့တကယ်လို့များအဆင်မပြေမှုလေးတွေရှိတယ်ဆိုရင်အဲ့ဒီအဆင်မပြေမှုတွေကိုခန္တီဆိုသောသိခံမှုအပညာဆိုသောနားလည်မှုဟုတ်လားမြင့်မြတ်မှုဆိုတဲ့သဘောထားကြီးမှုနော်ကိုချင်းစာတရားဒီလိုမြင့်မြတ်တဲ့တရားတွေအားလုံးနဲ့ကိုအကုသိုလ်မဖြစ်အောင်ကြိုးစားနော်တစ်ဆင့်တက်ပြီးတော့ကိုလုံးမယ်ဆိုတဲ့ရည်ရွယ်ထားတဲ့လုပ်ငန်းလေးကိုတက်နိုင်တဲ့မြတ်တွင်ကျင်အောင်လုံးမယ်ဒါလေးပါပဲဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့နော်တတိတရားလက်ကင်ထားပြီးတော့ကိုယ့်ရဲ့ရည်ရွယ်ရင်းဖြစ်တဲ့ဒီခန္ဓာရဲ့သဘာဝဒီဘဝရဲ့သဘာဝကိုမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ဉာဏ်ပညာရဖို့ကြိုးစားအထောက်ကြမယ်ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုဆွမ်းအားရှိသမျှကြိုးစားအထောက်ပြီးတော့နောက်ဆုံးမဲ့ညာဘုညမျက်နှိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပေးသက်ပေါင်းသူတော်ကောင်းတို့ပြုလို့အထောက်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညမျက်နှိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း